ကျေးဇူးတော်ရှင်ဧကမဟာပန္နိတမောဂုတ်ဆရာတော်ဘုရားကြီးမရဗုဒ္ဓမြို့တွင်ရှိရဲ့10လ56ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောခန္ဓာ၅ပါးကဏ္ဍသစ်ပင်နတိတုတ်ကုမာရကတ္တဗမေတော်ဥပမာပြတရားတော်အဲ့ပုဂ္ဂိုလ်ပြန်ပြီးသေးတယ်မှန်ပါပါဗျာဒါကြောင့်တကယ်ကိုရမေကြီးကဟောတော်မူတယ်ဒီမှာဘယ်လိုဟောတော်မူလဲဆိုတော့ဒကာဓမ္မတွေဖြစ်စဉ်ဟာတဲ့ဆရာကောင်းဓမ္မကောင်းနဲ့မတွေ့မကြုံပြီးဆိုမှဖြင့်ဆွဲမိဆွဲရဆွဲမှန်ပါလမ်းမိလမ်းရလမ်းဆိုသလိုဆွဲလမ်းမှုတွေနဲ့ချိန်ကုန်ပြီးကြလာနေကြမယ်ဆိုရင်သူတို့ဆွဲလို့သူတို့ဆွဲကြင်ရတဲ့သူတို့ပြီးပြီးဒီကလာသူတို့ပဲဒုက္ခရောက်မဟေးလို့ဘုရားကဟောတယ်ပါဗျာဥပမာပဲလို့ဟောလိုက်ကြုံဆိုတော့အရှိဘက်ကနေပြီးဒီကလာအမတန်ပြင်းထန်လာဆိုတော့ရေကြီးစီးပြီးချောင်းကြီးတဲ့သူရောက်လာမှန်ပါမသိမလိမ္မာတဲ့ပုဂ္ဂိုလ်ဒုတိယကရေမသိလို့ဒါဆိုရေထဲရောက်ပြီးဒီကလာသူလာခဲ့မှန်ပါရေကအမနာသိကြံပြီးဒီကလာနေတော့ရေမသိလို့ရှင်းလာပြီဆိုမှဖြင့်ရေထဲရောက်တဲ့အခါရေဒီအမနာသိတန်သည်ဖြစ်လေတော့ကြောင့်ရေထဲမှာမျောရှာတယ်ပါရေမသိလို့ရှင်းလာတာပါရှင်းလာတဲ့အခါကျတော့ရေကအသိကသံအသိကသံတော့သူကရေထဲမျောရှာမှန်ပါပါဗျာမျောတဲ့အခါကျတော့ရေမျောတဲ့ပုဂ္ဂိုလ်တရားဓမ္မတို့အာဟုရှာလိမ့်မယ်ဆိုတာဖြင့်အထင်ရှားပဲမှန်ပါပါဗျာအဲ့ဒီအာဟုရှာတော့သူပက်လက်ကြီးမျောမောရဲ့လည်းမျောမျိုးဖုံရေထဲမှာမျောလာတာလမ်းမှာကဏ္ဍသစ်ပင်ဆိုတာတွေကရှိတယ်ပါဗျာအဲ့ဒီကဏ္ဍသစ်ပင်တွေကိုသူကဖြင့်ဒါဖြင့်ရေမှတက်ရပဲဆိုပြီးကာလတကိုင်းလေးဆိုလိုက်ဆွဲလိုက်ပေါ့ဗျာမှန်ပါဗျာဆိုရတော့ဆွဲလိုက်တဲ့အခါကျတော့ကဏ္ဍသစ်ပင်ဆိုတာငကိုကရေစားထားလို့အမြစ်တွေကပေါ်မှန်ပါဗျာငကိုကမခိုင်းခိုင်နေတာလေးသွားပြီးကာလဆွဲလိုက်တော့ဒီအမြင့်နဲ့ကဆွဲလိုက်တဲ့သစ်ပင်ကကိုယ်ပေါ်မှာရောက်ပြီးမြေဆိုင်နဲ့ကမြေခဲနဲ့ကအမြစ်တွေကပြုတ်ကျလာပြီးဆွဲတဲ့ပုဂ္ဂိုလ်ပေါ်မှာပဲပြီးရမှန်ပါပါဗျာဇတ်တဲ့ဝင်မျက်လုံးနဲ့ဝင်ပြီးဒီကလာမြင်မောင်းတွေဝင်မလာဘူးဝင်ပါဗျာဩအာဟုရှာလိုက်တာအာဟုရမလားလို့အာဟုရှာလိုက်တာဒကာရမတို့သေးသေးချာချာနဲ့စဉ်းစားတော့အာဟုမှုကြောင့်ဒုက္ခပိုရောက်ပါဘောလားမှန်ပါဗျာရေမျောလာရှာတာလေမှန်ပါဗျာရေမျောလာရှာတာဒကာရမတို့အာဟုရှာပြီးကဏ္ဍသက်ပင်ဆွဲလိုက်တယ်မြေစိန်နဲ့ကအမြစ်ပါပြုတ်ကြလာတဲ့သူ့မျက်နှာပေါ်၌တဲ့မြင်မုံတွေမျက်လုံးနဲ့ဝင်လို့ဝင်ပါစတဲ့ဝင်လို့ဝင်ပြီးဒီကလာဩရေမျောလို့အာဟုရှာလို့ဒုက္ခတွေ့မှန်ပါဗျာဒီလိုမနေဘူးဗျာဒါနဲ့ပဲဒီလိုပဲမျောပြီးဒီကလာသွားတော့ကဏ္ဍသက်ပင်လေးလျှောက်ဆွဲတော့တွေ့ရဆွဲစုပင်လေးဆွဲလို့လေစုပင်လေးကလက်စုအမြစ်ပါပြုတ်ကြတော့ကိုယ်ဘောမှာပြီးမှန်ပါဗျာဒီလိုကြီးသွားလိုက်တာကိုးစားရအားထားရဒကာဓမ္မတို့ဒီပုဂ္ဂိုလ်ရပါမရပါဘူးဗျာမရတော့ကြတော့ရေကြီးကသံကိုးစားရအားထားရသစ်ပင်လေးလဲဆွဲလိုက်ရင်ကိုယ်ဘောသာပြုတ်ကြမှန်ပါပါဘယ်မှာသာလဲသူဖို့ကိုရအားထားရကဲစရာမြင်သေးမမြင်ပါဘူးဗျာမမြင်တော့ဘူးဆွဲလိုက်ရမရလားမှားကြည့်ဘူးမှန်ပါပါဗျာဒါနဲ့တော့မြို့ချင်းတို့အဆုံးသတ်ပြီးဒီကလာသွားရတယ်ငကိုကမျောပြီးလာရာကဏ္ဍသစ်ပင်တွေကဆောပြီးဒီကလာလာလိုက်တော့မြေသိမ်းမပြုတ်ကြပြီးသူ့မျက်လုံးနဲ့ဝင်ပါစတဲ့ဝင်သူကိုယ်ပေါ်ပြီးဒီမှာအဲ့ဒီကတော့ပြီးဒီကလာမျောရကနေမြုပ်ပြီးဒီကလာသွားရတဲ့ရေမျောဓမ္မတွေကားလို့ရှင်ဒကာဓမ္မတို့မြင်ရလို့ရှိရင်ဩသနာเสียကောင်းလိုက်တာဒီများတို့ခိုကိုရရှာပါတော့ခိုကိုရတဲ့ပင်ကပြုတ်ကြည့်သူ့ပေါ်ကြပါဘောလားသူသာလည်းဒုက္ခရောက်ပါလားခိုကိုရအားထားရဒီဘယ်ခါကာလမှာသူ့မရရှာပါကလားလို့ဆိုတာဒကာဓမ္မတွေထင်ရှားမြင်သားဖြစ်ပါလိမ့်မယ်မှန်ပါဗျာအဲ့ဒါသူမျောနေတဲ့အထဲမှာခொနဲ့ကသက်ကိုင်းတွေကမြေဆိုင်တွေကသူ့ပေါ်ပြုတ်ပြီးကြတော့ကြောင့်ဒီမှာဒကာဓမ္မတို့ငကိုကတယောက်တည်းမျောတော့ကအမျောသက်သာသေးတယ်မှန်ပါပါကိုးစားရအားထားရကဏ္ဍသစ်ပင်တွေရှာလိုက်တဲ့အခါကျတော့ကဏ္ဍသစ်ပင်တွေကပြုတ်ခါနဲ့မှန်ပါသူ့ပေါ်မှာပြီးလာတော့ကြောင့်မျောရကနေမြုပ်ဝရှာမှန်ပါဗျာတဏှာရှာကောင်းမှန်ပါဗျာတဏှာရှာမနကောင်းတဲ့ဒကာဓမ္မတို့မှန်ပါ
ရေမသိလို့ရေလဲဆင်းလားဆင်းလို့ရေစည်းကတန်လို့မျောလို့အာဟုရှာလို့ကိုယ်ပေါ်မှာပြီးကြပြီးကြတာနဲ့မျောရကနေပြီးကြလားမြုပ်ချင်းလမ်းဆုံးရတယ်ဆိုတော့အတော်လေးကိုပဲကန်ဆုံးကိုမှောင်ဖြင့်တန်းကုန်ပါရော့လားမှန်ပါဗျာမနာနာဘူးလားအေးဒါဘုရားခင်ကိုရမကြီးကတန်ရုပ်ပါဠိတော်ပုဗ္ဗဝတ်မှာဟောတော်မူတယ်နော်သောတူပါပဲတဲ့ဘုန်းကြီးတရားဓမ္မတွေလည်းအခုသံဃာရေကြီးတဲ့မျောနေကြပါတယ်ဟုတ်ပါဘာကြောင့်သံဃာရေတဏှာရေထဲမှာမျောရပါသလဲလို့မေးတဲ့အခါကျတော့မှတရားဓမ္မတွေကလူပြေရောက်ပါလို့ဤဆူတောင်းတော့လူပြေမျောလာကြမျောပါဗျာလူပြေရေတဲ့လူပြေတဏှာရေတဲ့မျောလာကြမျောပါဗျာလူပြေဆူတောင်းပြီးဒီကားလာနေတာကတဏှာကိုဗျာဟုတ်ပါဗျာအဲ့ဒီတဏှာရေထဲမှာတခါလေတဏှာရေကမျောလိုက်တာနဲ့တဏှာရေဆိုတာကလည်းရေချမ်းကြီးပါလားဗျာကျမ်းပါဗျာအကုသိုလ်ရေကိုဗျာဟုတ်ပါဗျာအကုသိုလ်ရေဆိုတော့တရားဓမ္မတို့သိပြီးသားအတိုင်းရေကောင်းတော့မဟုတ်ဘူးရေချမ်းပဲဆိုတာတော့ဖြင့်မှန်ပါဗျာအမတန်ပြင်းပြင်းထန်ထန်ရှိတဲ့ကျမ်းတမ်းတဲ့ရေပဲဆိုတာဖြင့်တရားဓမ္မတွေညင်းဖို့မလိုတော့ဘူးမလိုတော့ပါဘူးဗျာအဲ့ဒါတရားဓမ္မတွေလည်းအခုဘယ်ရောက်လာကြသလဲလို့မဲလိုက်တဲ့အခါလူပြေမှာလူဖြစ်ကိုရကျင်တဲ့သဘောနဲ့ဆူတောင်းလိုက်သောကြောင့်ဆူတောင်းတဏှာကြီးကမျောတာနဲ့အခုဖြင့်လူပြေမျောလာကြပြီမျောပါပြီဗျာမှန်ပါလေသဘောကျလူပြေမျောလာကြပြီဒကာဓမ္မတို့ရေးမကြမျောပါဗျာဒါဖြင့်ဒကာဓမ္မတို့ဒီအခုဘာဖြစ်နေကြကြုံဆိုတော့မျောတော့ပါပဲခင်ဗျာမှန်ပါပါဟာဘယ်ရဲမျောလာတော့မေးတဲ့ကိုဆူတောင်းရည်တဲ့ကိုမျောလာတယ်ပါဗျာသဘောကျဘယ်ရည်မျောလာပါလိမ့်ကိုဆူတောင်းရည်တဲ့ကိုမျောပြီးဒီကလာကြတော့ဒီကြပြန်တဲ့ခါကြလို့ရှိရင်ဖြင့်ဘုရုအာကိုရပါမလဲသာဝတ္တဖို့နေဖို့တဲမှုကြမ်းမဖို့ချမ်းသာဖို့ဆိုပြီးအာကိုကရှားကြအာကိုရှားတော့အမေအာကိုပြန်လဲအမေကအနိစ္စမှုပြုတ်ကြပြုတ်ပါဟမ်ကဏ္ဍသပင်ကိုရအမေအာကိုတော့အမေကအနိစ္စမှုပြုတ်ကြတော့ကို့မှာပဲရင်ကိုပဲနဲ့အမေနဲ့ခွဲရပါပေါ့ဆိုပြီးငိုချင်းချပါပါဗျာပြုတ်ကြပြီဒကာဓမ္မတို့တဏှာရေမျောလာရတဲ့ထဲမှာအမေရဲ့လို့အာကိုရပါမလားအောက်မေ့တယ်အမေကလည်းအနိစ္စခန္ဓာကိုဖြစ်လို့အကုန်ပြုတ်ကြတာနဲ့သားရသမီးတွေမှာရင်ခွဲပဲလည်းအကုန်ဖြစ်ကြဖြစ်ရပါဗျာဘယ်နဲ့ကြောင့်ဒီပုဂ္ဂိုလ်ရင်ခွဲပဲလည်းဖြစ်ရပါလိမ့်မလို့ဆိုတော့တဏှာရေထဲမျောလာတာအမေနဲ့ဖေနဲ့နေရလို့ရှိရင်တော်ရရဲ့ဆိုပြီးဒီကာလလာခဲ့ကြတာအမေလည်းပြုတ်ကြပြီမှန်ပါဗျာဘုရုပေါ်ပြုတ်ကြတော့ဆိုတော့မျောတဲ့ပုဂ္ဂိုလ်ပေါ်ပြုတ်ကြပါသူပဲငိုရရှာသူပဲရင်ထုရရှာသူပဲမြေလူရရှာအမေဆိုတာအကိုလောက်တယ်ဆိုပြီးဒီကာလအမေပဲရှိတယ်ဆိုလို့ရှိရင်တို့ဘာဘူးရရှိတော့သူတို့အကိုပြီးဒီကလာတို့နေပါတော့မယ်ဆိုပြီးဒီကလာအမေဖေအကိုပြီးဆွဲလိုက်တာအမေဖေကအနိစ္စခန္ဓာကိုယ်တွေဖြစ်လို့တရားဓမ္မတွေဘုရုဘောပြုတ်ကြတော့မျောတဲ့ပုဂ္ဂိုလ်ကြောင့်ပါဗျာတဏှာနဲ့ဆူတောင်းပြီးမျောလာတဲ့ပုဂ္ဂိုလ်ပေါ်မှာပြုတ်ကြပါဗျာသူတော်ပြန်တရားဓမ္မတွေဘယ်လိုများနေကြပါလဲမလို့ဆိုတော့ဖြင့်ပြုတ်ကြတဲ့ဥစ္စာတွေပဲတွေ့ကြရတာပဲကိုဖြင့်တက်နိုင်တယ်ရေလွတ်ပြီဆိုပြီးဒီကလာတက်နိုင်လှမ်းနိုင်တဲ့ဖိုးကိုရမရသေးဘူးမှန်ပါဗျာမြတ်မယ်မှန်ပါအခုအမေဆိုတော့လည်းကဏ္ဍသက်ပဲနော်မှန်ပါဗျာဖေဆိုတော့ကဏ္ဍသက်ပါအဲ့ဒါတွေအခုခင်ဗျားတို့အမေအတွက်ဖေအတွက်ပြုတ်ကြလို့ကိုယ့်ဘောမှာဒုက္ခရောက်ပြီးကြဗလားလို့မေးရင်မနဲ့ဖြစ်ကြဘူးရောက်ပြီပါငါကတော့သမီးဆိုင်အမေအကိုဖေအကိုသားဆိုင်လည်းအမေအကိုဖေအကိုပြီးနေကြတာအခုဖြင့်တောင်ကြီးပြိုလို့ကမ်းပြိုလို့ကိုယ့်ဘောပြီးပါပေါ့လားဆိုတာဒီဓမ္မတွေလူတိုင်းတွေ့ဘူးကြပါလေဘူးပါဗျာသဘောကျဒီတိုင်းရေမျောလာလို့အာဟုရှာတော့ပြုတ်ကြတဲ့သစ်ပင်ကိုပဲကဏ္ဍသစ်ပင်နဲ့တူတယ်အနိစ္စခန္ဓာကိုယ်တွေသွားအာဟုလို့အနိစ္စလည်းခန္ဓာကိုယ်ကြီးကအမေပဲအနိစ္စကခန္ဓာကိုယ်တွေဖြစ်ပြီးဒီကလာနေတော့ခန္ဓာကိုယ်တွေကအကုန်အနိစ္စဖြစ်ပြီးနေတော့ကြောင့်အာဟုတဲ့သားတွေသမီးတွေတန်တရားခရီးတယ်ရေမျောလာတဲ့သမာရေမျောလို့လူပြေရောက်လာလို့မျောနေတဲ့ပုဂ္ဂိုလ်ပေါ်မှာပြုတ်ပြုတ်ကြကြပါဗျာကြလို့ပဲအာကိုရမလားလို့အာကိုလိုက်ပြုတ်ကြလိုက်မှန်ပါဗျာပြုတ်ကြလိုက်တယ်ရင်ခွဲပဲလည်းဖြစ်မှန်ပါဗျာဘုရုဘောပြပါလိမ့်ဗျာမျောကြတယ်ဘောပြပါဗျာမျောလာတာလည်းတခါစိန်တို့ကိုမှန်ပါဗျာလူကုန်မျောလိုက်တာကတဏှာရေကမျောလိုက်မှန်ပါဗျာခမရတဲ့တဏှာကဆူတောင်းပြီးယူလာတော့သူဆူတောင်းတိုင်းကျတော့သူတဏှာရေမျောသလိုမမျောရဘူးမှန်ပါဗျာတဏှာရေမျောသလိုမျောရသောကြောင့်ဒီဘဝကျတော့မျောလာပါပေါ့လားလူပြေတော့ဖြင့်မျောလာခဲ့ဟာမှန်ပါပါ
ညီတို့အာကိုရပါမလို့ဆိုတော့အမေရှိသားပဲဖေရှိသားပဲဆိုပြီးအနိစ္စတွေအာကိုလိုက်မှန်ပါပါအာကိုလိုက်တော့တဖြုတ်ဖြုတ်နဲ့အမေတွေသေးဖေတွေသေးမှန်ပါသိမိကြမှန်ပါဗျာအဲ့တော့အာကိုရမရတဲ့ပြင်မဲ့မျက်ရည်ကြီးငယ်ကြပြီးဒီကလာဒေါမနသနဲ့ပဲချိန်မကုန်ခဲ့ကြတာမှန်ပါဗျာဒါလူပြည်မျောလာလို့တရားဓမ္မတို့ကဏ္ဍသက်ပင်မြေဆိုင်နေကွာမျောတဲ့ပုဂ္ဂိုလ်ကိုဖိပါတော့လားပြပါတော့လားဆိုရင်ညင်းရမလို့တော့လို့တော့ပါဗျာပြီးကြဗလားမိပြီးကြဗလားမေးမနဲ့ဖြစ်ကြပြီးပါဗျာခင်ဗျားတို့ကဘာတွေပါလဲကနုံမေးလို့ရှင်သံဃာကြီးရင်ကြောမှတဏှာကြီးထဲမှာမျောလာကြတော့အာဟုကလည်းရှာကြတာမှန်ပါဗျာလူပြည်မျောလာဘောဗျာမှန်ပါမျောလာပြီးခါလာအာဟုရှာပြန်တော့လေတရားဓမ္မတို့အမေပဲဖေပဲဆိုပြီးအာကိုလိုက်ကြအာကိုလိုက်တယ်တွေကလည်းခိုင်းတဲ့သက်ပင်လားအနိစ္စတွေလားအနိစ္စပါဗျာဩအမေလည်းအနိစ္စမို့တပည့်တို့ဗျာမေသေးလို့ကိုပဲရင်ထုမြေလူနဲ့တပည့်တို့အတော်ဒုက္ခရောက်ခဲ့ပါဗျာဖေသေးတော့လေဆိုးလိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့မျောလာတာဦးဒီမှာကဏ္ဍသက်ပင်နှစ်ပင်ကဟိုကပြုတ်ကြလေဒီကပြုတ်ကြလေဘုရုဘောပြုတ်ကြပါလိမ့်မျောလာတဲ့ဘုဘောပြုတ်ကြတရားဓမ္မတွေခုနေရတဲ့အခြေအနေကဖြင့်ဤအခြေအနေပါလားမှန်ပါဗျာအမေလည်းပြုတ်ကြကုန်ပြီအဖေလည်းပြုတ်ကြကုန်ပြီသဘောကျခိုင်းရှိဖြင့်ဘုရုအာကိုပါမလို့ဆိုပြီးကအိမ်နာလို့ကြတာသားလင်ခင်မွန်းရလို့အာကိုကြပြန်မှန်ပါဗျာအာကိုကြတာတွေကလည်းသူတို့ကလည်းကဏ္ဍသက်ပင်အနိစ္စတွေမှန်ပါပြုတ်ဦးမှာပဲမှန်ပါဗျာတရားဓမ္မတို့ခိုင်းပါမလားဘာခန္ဓာကိုယ်တွေလဲတရားဓမ္မတွေခင်ဗျားတို့အတွက်ဖြင့်အမေပဲပြုတ်ကြအနိစ္စတွေပြုတ်ကြတယ်ရှေးကဏ္ဍသစ်ပင်တွေပြုတ်ကြတာတောင်မှခုတဲ့တိုင်သားလင်ခင်မောအာကိုယ်တော်ပဲပြုတ်ကြမယ်အနိစ္စတွေအာကိုယ်တော်ပဲဆိုတော့သိကျင်သေးလို့မြုပ်ချင်သေးလို့အာကိုကြတာပဲဆိုတော့သိချာချာစဉ်းစားကြပါတော့မှန်ပါဗျာဘယ်လောက်များခင်ဗျားတို့သိုးရချက်ပေါ်တယ်ဆိုတာဖြင့်အထူးပြောစရာလိုသေးလားဗျာကြောက်စရာကောင်းပါလားကောင်းပါဗျာအခုသုံးလင်းရှိနေတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာပြောမှတော့မေးရင်ငါဘယ်နဲ့ပြောမှာကြာအောင်ပါပဲရှေးပြုတ်နောက်ပြုတ်ပဲဆိုတော့ဒါအောင်မေးပါတော့ပြုတ်တိုင်းဘုရုဘောဖိမလဲလို့မေးပါဦးတော့ပြောတဲ့လူဘောဖိပါပါဩဒါဖြင့်တရားဓမ္မတို့ခင်ဗျားတို့အတွက်ဖြင့်ရှေ့လည်းစိတ်ချစရာမရှိပါလားနောက်ကလည်းပြုတ်ကြလို့ပြီးခဲ့တာပြီရှေ့လည်းပြုတ်ကြမယ်ဘယ်မှာဆွဲပြန်ပြီဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့မြုပ်ချီသေးရဲ့နစ်ချီသေးရဲ့ဆိုတဲ့အဓိပ္ပာယ်ဟာသေချာရောက်ပါတယ်ရောက်ပါဗျာသဘောပါကြရဲ့လားဘယ်ဟောတော်မူတာဖျားဟောတော်မူတာပုပ္ပဝါမှာသေချာဟောတော်မူတဲ့ရှင်းပါဗျာရင်းနေပြီလားရင်းပါဗျာအဲ့တော့ရသင်တရားဓမ္မတွေအာကိုလေဓမြဟာပြုတ်ကြမယ်ကဏ္ဍသစ်ပင်ကြီးအာကိုမရဲ့ကျုံပါပါဗျာရင်းမိကြရင်းပါဗျာဘုထောင်းကြီးခင်ဗျာပြုတ်ကြပြီနော်ခင်မရလည်းတရားလိုက်တော့ခုခင်မမရှိသေးရလားမရှိတော့ဘာဖြစ်သွားလို့ပြုတ်ကြပါပြုတ်ကြတော့ဘုရုဘောပြီပါလေသူ့ဘောပဲပြီပါငါကခင်တဲ့လူဘောပဲပြီတာပါကိုကျိုးကြီးနဲ့ပါပေါ့လေယုံကြီးပြုတ်ပါပေါ့ဆိုပြီးတဲ့ကလည်းဒီပေါ်လာပြီတာဟုတ်ကလားဒါကြောင့်တရားဓမ္မတွေတဲ့ခင်ဗျားတို့အာကိုနေတဲ့သာလင်ခင်မွန်တေဒီကားလို့ဆိုလို့ရှိရင်ကဏ္ဍသစ်ပင်သာမှတ်လိုက်ပါတော့ပြုတ်ကြမှာတဲတဲ့ကြီးပဲမှန်ပါပါဗျာဘယ်ကြောင့်ကြောက်တော့ဘုရားခင်ကိုရမကြီးဟောရပါလိမ့်မလဲဆိုတော့အနိစ္စခန္ဓာကိုယ်တွေမို့မှန်ပါပါဗျာအနိစ္စကတော့နိစ္စတော့မဖြစ်နိုင်ဘူးပေါ့ဗျာမှန်ပါပါဗျာဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဗျာကိုထောင်ဖြစ်ပါမလားမဖြစ်နိုင်လို့ရှိရင်ဘာဖြစ်မယ်ထင်တော့အနိစ္စဖြစ်ပါဗျာပြုတ်ကြမှာပဲဆိုကြစို့လောကီအမြင်နဲ့ပြောရင်နော်လောကီအမြင်နဲ့ပြောရင်တရားဓမ္မတို့ဘာဖြစ်လိမ့်မယ်ထင်တော့ပြုတ်ကြတော့ဆွဲရပုဂ္ဂိုလ်ပေါ်ပြုတ်မှာကိုကလက်မှမလှုပ်ဖဲကိုသူအာကိုရမလားဆိုပြီးကာလတခါတည်းဆွဲလိုက်တာဆွဲလိုက်ခြင်းနဲ့တပြိုင်တည်းဒီသစ်ပင်ကတခြားကိုပြုတ်ကြတယ်လားဆွဲသောပုဂ္ဂိုလ်ဤအပေါ်မှာပဲပြုတ်ကြပြုတ်ကြပါဒါကြောင့်သုတ်တန်များသွားကြည့်စမ်းမှာပြုတ်ကြလို့ပြီးဒီကလာငိုနေလိုက်တဲ့ပုဂ္ဂိုလ်တွေပြုတ်ပြင်ကိုရိုးရင်းနေပြီသားတယောက်ကရောဟုတ်လားအလွန်လိမ္မာတဲ့ဆိုပြီးအာကိုဝေးထားလိုက်တာအခုဖြစ်နေတခါတည်းအမေပေါ်ဒုက္ခရောက်ပါဘောလားအမေကိုးစားရမယ်ဖြစ်ပါဘောလားဆိုပြီးတခါတည်းငိုရင်းချတာမှန်ပါဗျာပြုတ်ကြဘောဗျာဟုတ်ပါဗျာဟုတ်လားဒါကြတဲ့ခင်မွန်းသေးတာနဲ့ပြုတ်ကြဟုတ်ပါဗျာဒီမိမအပေါ်မှာပြီးမကြဘူးလားဒါကြတဲ့ခင်မွန်းမသေးတာနဲ့ခင်မွန်းယောက်ျားမှာစိတ်မကောင်းလည်းမကောင်းတဲ့တခါတည်းကိုယ့်ဘောပဲပြုတ်မကြဘူးဩဆွဲတဲ့ပုဂ္ဂိုလ်ပေါ်ပြုတ်တာပေါ့တရားဓမ္မတွေဒီသစ်ပင်ကမဆွဲရင်
မဆွဲတဲ့စီသူ့လိုပြုတ်မြေထဲပြုတ်မှာပေါ့ချောင်းထဲပြုတ်မှာပေါ့ခင်ဗျားတို့ကရေမျောလာတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့အာကိုရှာတော့သူ့ဆွဲတော့ကိုယ့်ဘောပြုတ်ကိုယ့်ဘောပြုတ်တော့ကိုယ့်ဘောပြီးကိုယ့်ဘောပြီးတဲ့ခါကျတော့ကိုယ်သာလေးမျိုးဩတရားဓမ္မတွေရှိလန်ခီဘာများဖြစ်မလေးမလဲလို့ဆိုလို့ရှိရင်တွေးတာကြည့်ကြပြီတော့ဆွဲတာတွေကဖြင့်ခင်ဗျားတို့ခိုင်းတာဆွဲမိသလားမခိုင်းတာဆွဲမိသလားမခိုင်းတာဆွဲမိပါဗျာဒါရလို့အာကိုလည်းအနိစ္စဆွဲလိုက်လို့ဒီဘောပဲပြုတ်ကြမှာဟုတ်လားဓမ္မရလို့အာကိုလည်းပြန်ကောအိစ္ဆာလို့ပြုတ်ကြအာကိုတဲ့ပုဂ္ဂိုလ်ပေါ်မှာပြုတ်ကြမယ်တကားသိရသူများပေါ်ပြုတ်ကြမယ်ထင်သလားထင်ပါဘူးဘုရုပြုတ်ကြမယ်ထင်တော့အာကိုတဲ့ဒီပေါ်ကြပါပါခင်ဗျားတို့ကလည်းအာကိုလေးမရှိရင်ဖြင့်နေလုံးဖြစ်ကြထင်ပါဘူးဒါလည်းခမောမှာအာကိုရမရှိဘူးကျုပ်တကောင်ကြခဲရကြီးရဲ့ကိုဟုတ်ပါဗျာကျုပ်တကောင်ကြခဲရကြီးရဲ့ဆိုတော့အာကိုရှာတော့အနိစ္စတွေဖြစ်အနိစ္စတွေမို့ပြုတ်ပြီးအနိစ္စသဘောတွေလည်းပြောလိုက်ပါရောဒီပြုတ်ကြတဲ့ခံရတဲ့ပုဂ္ဂိုလ်ကမျက်ရည်ကြီးငယ်ကြပြီးဒီကလာမှန်ပါပါသံဃာကြီးရောထဲမှာတဏှာကြီးကမျောပြီးလာရတဲ့ထဲမှာတဲ့မခိုင်လို့ပြုတ်ကြတဲ့တွေကိုအနိစ္စမကျေနပ်တာနဲ့တခါတည်းဒကာဓမ္မတွေတဲ့အနိစ္စဖြစ်တာကိုမကျေနပ်တော့ဒေါမနတာတွေနဲ့ရေထဲမျောပါရှိမျောပါပါဗျာဒေါမနတာနဲ့မျောတဲ့အခါကျတော့ကိုတော်ရကြတော့ပြိပံများတော့သာကိစ္စတွေကလည်းကျုံရတာများခင်မောကိစ္စတွေကလည်းကျုံရတာများသူမင်းညာတာကိစ္စတွေဆိုတဲ့ကဏ္ဍသစ်ပင်တွေအတွက်ပြုတ်ကြတာတွေကများတော့ကိုယ့်ဘောမှာပဲအကုန်ပြီးဒီမှာသဘောကျကိုယ့်ဘောမှာအကုန်ပြီးပြီးဒီကလာဒီမြေဆိုင်နဲ့ကွာပြုတ်ကြတဲ့သစ်ပင်တွေဒီဆွဲသောပုဂ္ဂိုလ်ပေါ်မှာဘာဘယ်များရွှေ့သေးဘယ်မှာရွှေ့ပါဘူးဒီကသွားဆွဲတော့သူ့ပေါ်မှာပေါ့ဗျာဒါဖြင့်ဒကာဓမ္မတွေအဆွဲလွှဲလို့ရှိရင်ဖြင့်မြောဘကနေပြီးမြုပ်ပွဲကဆင်းရဲရှိတော်တယ်ဆိုတာဖြင့်ဘုရားဟောတော်မူတယ်မှန်ပါဗျာရင်းပြီလားခင်ဗျားတို့ဒီကားလဲဆိုလို့ရှိရင်ဖြင့်မြောပွဲကြီးကဖြင့်လူဘဝမျောလာတာဖြင့်ထင်ရှားပဲသူတော်နဲ့မျောလာခဲ့ကြသူတော်ဆိုတာတဏှာပေါ့ဗျာအဲ့ဒီတဏှာရည်နဲ့မျောလာကြတော့ကိုလူဘဝမှာလူရဲလို့ဖြစ်လာကြပြန်ပြီဆိုတော့ကိုအာကိုတွေရှာလိုက်လို့ရှိကပြုတ်ကြခဲ့တယ်လေကိုမျက်ရည်ကြီးငယ်ကြခဲ့ရလားပါပြီမှန်ပါဗျာနောက်ဆွဲမာတွေကလည်းဘာတွေပါလဲမျက်ရည်ကြီးငယ်ကြဖို့ရတယ်ပါပဲဗျာပြုတ်ကြမှာကြီးပါပါသဘောကျဟုတ်ပါမျက်ရည်ကြီးငယ်ကြစရာနဲ့ပြုတ်ကြမှာကြီးဆိုတာမသိကြဘူးလားဒါဖြင့်ဒကာဓမ္မတို့ခင်ဗျားတို့ဆွဲနေတဲ့ငင်းနေတဲ့ဥစ္စာတွေကအနိစ္စမမြင်တော့ဆွဲလိုက်တာပေါ့မှန်ပါပါဆွဲလိုက်တဲ့အခါပြုတ်ကြတာပေါ့ပြုတ်ကြတော့ဆွဲသောပုဂ္ဂိုလ်မှာပြီးတာပေါ့ပြီးတဲ့အခါကျတော့မျောယုံမကဟုတ်လားမြုပ်တဲ့စီတို့ကြသွားမျောယုံမကမြုပ်တဲ့စီတို့ကြသွားတာဩဒါကြောင့်သံဃာကျင့်လိုက်ရတဲ့သံဃာရည်တဲ့ဒနာရည်တဲ့မျောတဲ့ပုဂ္ဂိုလ်များတွေဘယ်များသွားကြပါလိမ့်မလဲဆိုအဆွဲလဲလို့မြုပ်ကြည့်ပဲမှန်ပါဗျာရင်းမကြအဆွဲလဲလို့ပါပါလိမ့်ဆွဲလဲလို့အမြုပ်ကြည့်ပဲဆိုတော့ကျင့်ကြကျင့်ပါဗျာဘယ်လောက်များကြောက်ရကောင်းပါဗျာဒကာဓမ္မတွေတော့သူများပြောလားကိုယ်တိုင်ကောတွေ့ပြီးကြပဲခိုင်မလားလို့အမေရလို့အာကိုလိုက်ပြုတ်ကြလိုက်အဖေရလို့အာကိုလိုက်ခင်မွန်းရလို့အာကိုလိုက်မောင်သားရလို့အာကိုလိုက်တပြုတ်တည်းပြုတ်ပြီးဒီကလာဘ ᱹ ပေါ်ပြီးပါလိမ့်များပေါ်ပြီးပါဗျာအာကိုတဲ့ပုဂ္ဂိုလ်ပေါ့ဗျာအာကိုတဲ့ပုဂ္ဂိုလ်ပေါ်မှာမပြီးဘူးလားပြီးပါဘူးဒါကြောင့်တရားဓမ္မတွေသုတ်တန်သွားပြီးဒီကလာအတုပပို့ကြတဲ့အခါမြင်ပါလိမ့်မယ်ဘာဖြစ်လို့ငိုတာတော့ခဲနဲ့ကွာမြေဆိုင်မှာပြီးလို့ငိုတာသိပါဗျာရင်းပြီလားရင်းပါသုတ်တန်ကိုကြတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လို့ပါလိမ့်မယ်တဲ့ကွာမြေဆိုင်မှာပြီးလို့ငိုတာပါဗျာဘုထောင်ဟုတ်မှဟုတ်ကြလားဗျာကန္နာသစ်ပင်သွားပြီးဒီကလာခိုကိုရအားထားရဆိုပြီးဆွဲလိုက်တော့ငကူကကန္နာသစ်ပင်အိဋ္ဌပင်ပါလို့ပြောထားတယ်ကန္နာသစ်ပင်ဆိုတော့ဒီကစိန်တို့မြင်မှုလိမ့်မယ်မှန်ပါပါအမြင့်တည်းရေစားလို့ဘာမှတွေ့တာကြကောင်းကောင်းမရှိဘူးရေထဲတန်းလန်းကြီးကြတယ်ရှိပါဘူးအဲ့ဒါသွားဆွဲတာမှန်ပါဗျာအဲ့ဒါသွားဆွဲတော့ဆွဲတဲ့ပုဂ္ဂိုလ်ပေါ်မှာဒီပင်လုံးကြီးကပြီးမလားဘူးပြီးတာပါဗျာသူကယူလာတဲ့မြေတိုင်းကကိုယ်ပါးစပ်ထဲမျက်လုံးနဲ့မဝင်ပေဘူးလားမှန်ပါဗျာအမလေးဆင်းရတဲ့ထဲမှာအမွဲတိုးလာသေးတယ်မှန်ပါဗျာဒုက္ခပိုးလာသေးတယ်မှန်ပါဗျာမဆိုးလိုက်ဘူးလားဆိုးလိုက်ပါဗျာအဲ့ဒါကြောင့်တရားဓမ္မတို့ခင်ဗျားတို့မျောနေတဲ့အထဲမှာမြုပ်เสียအကြောင်းတွေခင်ဗျားတို့ကအာဃဝါဒထားကြပြန်တော့ဒီတရားဓမ္မတွေအတွက်ဘယ်လိုကဲတင်ပြီးဘယ်လိုဆဲရပါမလဲဆိုတာဘုရားခင်ကိုရမြတ်နဲ့ကွာဘုန်းကြီးတို့လိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေက
ဘာဒီလိုကဲမဒီလိုဖြစ်တော့မှာပဲသူတို့ဟာကပြန်မျောမှန်းလည်းမသိဘူးကဏ္ဍသက်ပင်လည်းဆွဲကျင်သေးတယ်မျောလည်းနေတာလည်းသူတို့မသိကဏ္ဍသက်ပင်ခိုင်မခိုင်လည်းသူတို့ကမကြည့်မျောလည်းနေသေးတယ်ခိုင်တယ်လည်းမကြည့်ဘဲနဲ့အရန်ဆွဲရင်ပြန်မျောရကမြုပ်ရှာတော့မယ်ဆိုပြီးတရားဟောနေရတယ်ဟုတ်ပါဗျာရင်းမိလားဘယ်တော့ကြောင့်တရားဟောနေရမျောတာမြုပ်မှနေလို့တရားဟောပါလေဒါကြောင့်ဘုရားပွင့်လာတာလက်တကာဓမ္မတို့ဤတိုင်းသာမှတ်ကြပါတော့မျောနေတဲ့အထက်မှာသူတို့အာဟုလွယ်ပြီးဆွဲလိုက်ပြန်လို့ရှိရင်သူတို့ပေါ်ပြီးသူတို့သာလည်းဖိသူတို့သာလည်းမြုပ်ဒီလိုဖြစ်မှဆွေးရင်တဲ့တွေ့တဲ့ဘုရားသခင်ကိုရမကြီးသည်တရားသူတရားမြတ်တွေကိုယခုကိုရမကြီးဟောကြားညွှန်ပြဆုံးမတဲ့အတိုင်းဘုန်းကြီးများကတရားဓမ္မတွေမျောနေတာမြင်တော့ဒီတိုင်းကငါပြစ်တာမြုပ်ချီသေးရဲ့ဆိုတာကသိကြမှန်ပါဗျာသိကြပါမသိကြဘူးလားဘယ်လိုသိကြတော့ဆိုတော့ကြည်စံတရားဓမ္မတို့အမေအားကိုတော့အမေကပြုတ်ကြပြုတ်ကြမှာပါသူကဘာမျိုးတုံးဆိုတော့အနိစ္စမျိုးကဏ္ဍသစ်ပင်မျိုးဖြအနိစ္စမျိုးအဖေအားကိုတော့ကဏ္ဍသစ်ပင်မျိုးအနိစ္စမျိုးပါအနိစ္စမျိုးဆိုတော့ဘုရုပေါ်ပြုတ်ကြတယ်အာကိုတဲ့ပုဂ္ဂိုလ်ပေါ်တကားစိညာအမေအားကိုအဖေအားကိုတဲ့ပုဂ္ဂိုလ်ပေါ်ပြုတ်ကြတာပေါ့မှန်ပါဗျာသဘောကျပါလားအဲ့ဒါဒီတန်းဘုန်းကြီးတို့တရားဓမ္မတွေပြုတ်ကြပြီးလာပါပြီလို့ကိုတော့ဆိုရင်လွယ်ပါမလားလွယ်ပါဘူးဗျာဒါကြောင့်ခင်ဗျားတို့အတွက်ကဖြင့်ရှေးကပြုတ်ကြတာဆိုအခုတည်းဒီအဆွဲလက်မလျှော်သူတွေ့ရင်ဆွဲအောင်မဲ့ခင်အောင်မဲ့မဲအောင်မဲ့အာကိုအောင်မဲ့ဆိုပြီးခင်ဗျားတို့မျိုးသက်ရှည်ကြီးနဲ့အခုတခါဆွဲအောင်မဲ့လို့လုံးနေကြပြန်ပြီပြုတ်ပါလေဦးမဲ့ပြပါလေဦးမဲ့မြုပ်ပါလေဦးမဲ့လို့ဆိုတာမပြောတတ်ဘူးလားအဲ့ဒါစိုးရင်လို့ပြောတာနော်ခင်ဗျားတို့ကလည်းအမျိုးရပလားမရသေးပါဘူးမရသေးဆိုတာကလည်းတရားမဟုတ်ပါဘူးတရားဓမ္မတို့တဏှာမသေးသေးမရသေးမှန်ပါဗျာဟုတ်ကလားတဏှာမသေးသေးတဲ့ခါကျတော့အမျိုးကရပ်ပါမရပါဘူးဗျာသက္ကာရိတိမပြုတ်သေးတော့လဲခိုင်းနေခြင်းပြီးအာကိုကြလေမှန်ပါဗျာတဏှာနဲ့သက္ကာရိတိတဏှာကမျောသမားမှန်ပါသက္ကာရိတိကမခိုင်းတာခိုင်းတယ်လို့ထင်ပြီးဆွဲသမားပေါ့ဗျာမှန်ပါဗျာအဲ့ဒီဆွဲချလိုက်တဲ့အခါကျတော့ကဏ္ဍသက်ပင်နဲ့တူတယ်အနိစ္စခန္ဓာကိုယ်တွေဆွဲမိမှာပေါ့မှန်ပါဗျာဆွဲမိတော့ဆွဲသောပုဂ္ဂိုလ်ပေါ်မှာပဲပြုတ်ကြကြပါပါဗျာတရားဓမ္မတွေရိပ်မိဗျာမှန်ပါဗျာဩဒါဖြင့်တရားဓမ္မတွေယခုပဲရှင်နေဆိုင်နေတော့ဆိုမျောတော့ပါဗျာမျောလို့ရှိရင်ကဏ္ဍသက်ပင်မဆွဲစီနဲ့ဆိုတပည့်တို့ကအာဟုမရှိနေမဖြစ်ဘူးမှန်ပါပါပါဆိုပြီးကြလားသာကိုသမီးကိုခင်မောကိုပစ္စည်းကိုအဲ့ဒါတွေကအနိစ္စတွေဟုတ်ပါပြုတ်ကြည့်ကြမှန်ပါဗျာပစ္စည်းဆိုရတဲ့တော့ကြာအခုရှိလိုက်မရှိလိုက်အနိစ္စကိုမှန်ပါဗျာဟုတ်လားသားလည်းခင်မောဆိုရလဲအခုကြောင်းညင်တယ်အခုကြောင်းညင်ဘူးဆိုတော့အနိစ္စတွေဟုတ်ပါဗျာသဘောကျသမီးလေးတွေအာကိုရင်သူတို့ကြည့်ရင်အာကိုရမှာပဲဆိုဖြတ်ခနဲ့ပြည့်စည်သွားပြန်တော့ကဏ္ဍသစ်ပင်နဲ့မို့ပြုတ်ပြုတ်ကြမှန်ပါဗျာဒီမေကြီးခက်ပါဘောလားဒီဖေကြီးခက်ပါဘောလားဆိုတာတွေကရိမ့်မိဗလားပြုတ်ကြလို့ငိုကြတာဗျာဟုတ်လားငါဖြင့်နင်ဒုက္ခရအောင်လုပ်ပြခဲ့တာပဲဆိုတာကဏ္ဍသစ်ပင်ပြုတ်ကြတာကဏ္ဍသစ်ပင်ပြုတ်ကြတယ်နဲ့ဟိုမှာအော်လိုက်တဲ့ဖြစ်ချင်းတခါတည်းတက်သွားမတအော်လိုက်ပါဗျာဘာဖြစ်ကြတာတော့ကဏ္ဍသစ်ပင်ပြုတ်ကြတယ်တို့သူကခိုင်းတာဆွဲတာလားမခိုင်းတာဆွဲတာကျော်အိဋ္ဌသွားဆွဲတာကိုအိဋ္ဌနိဗ္ဗာန်ဆွဲလိုက်ပါလားဘယ်တော့ပြုတ်ကြမှာတော့အခုတော့ကိုယ်ဆွဲလို့ကိုယ်ပေါ်ပြုတ်ကြတာကိုကျုပ်ကြကြပါအောင်ဆိုမကယ်နိုင်ဘူးလို့ပြောလိုက်နောက်ပါဗျာဟုတ်ကလားရင်းမိဗလားဘုရုံငိုနေနေခင်ဗျားတို့ကဘယ်လိုအောင်မကြမလဲသူဆွဲလဲသူကသူပြီးတာပြသေးသေးကွာလို့ဒါရှိပါတော့ဗျာတကယ်စိတ်ရင်းမိဗလားသူလည်းမကယ်နိုင်ပါဘူးဗျာသူလည်းမကယ်နိုင်ပါဘူးကိုယ်ကပြောရုံပါပဲအေးတကယ်စိတ်ကပြောမှာပေါ့လေအေးမင်းနဲ့သေးတာမဟုတ်ဘူးနော်မင်းစိတ်မျိုးမင်းဖေမင်းခင်မောနဲ့သေးတာမဟုတ်ဘူးတမျိုးလုံးသိမျိုးကြီးပဲကွာမှန်ပါပါဗျာဒီလိုတော့တကယ်စိတ်လည်းသုံးပါသုံးပါတယ်ဗျာသုံးပါပဲတဲ့တို့ဆိုကိုယ်ကလည်းမျောတော့ကိုယ်ကလည်းမျောဆွဲတော့ဆိုတော့ကိုယ်လည်းမြုပ်တော့မျောပြန်တဲ့ခံငါအကယ်ကြပါအောင်ကြပါအောင်မလုံးနဲ့ဟုတ်ပါဘူးဗျာရင်းပြီဗလားကိုယ်လည်းကရတဲ့ဓမ္မတို့ခင်ဗျားတို့အာကိုလေသမျှယခုကစပြီးမခိုင်မှန်းသိကြပါတော့ဟုတ်ပါဗျာဘာလေအာကိုလေယုံနဲ့နာမောအိဋ္ဌဗျာအာကိုလို့မဖြစ်ဘူးဗျာဟုတ်ပါသဘောကျအဲ့တော့သမီးလေးအာကိုပြန်လဲဒါလေးတွေလည်းဘာလေးတွေပါလေကဏ္ဍသစ်ပင်အိဋ္ဌရင်းပြီကြခင်မောအာကိုလိုက်ပြန်တော့လားခင်မောမှအာကိုလိုက်ပြန်တော့ဒါပြန်လောကကြီးထဲမှာပြန်ကိုရအားထားရကိုးစားရဆွဲကင်ရမရှိပါဘူးလောကပြင်ဘက်ဆိုတဲ့နိဗ္ဗာန်သာလျင်နိစ္စနိဗ္ဗာန်ဆိုလို့ခိုင်နေမြဲတယ်ဘယ်သူပဲလာအောင်ဟုတ်လားနိဗ္ဗာန်ဖြင့်
ညှိုးလာတယ်ကိုင်းလာတယ်ပြုတ်ကြတယ်လို့မရှိဘူးဒါကြောင့်နိစ္စနိဗ္ဗာန်ဒုဝနိဗ္ဗာန်ကိုဒကာဓမ္မတွေဆွဲမိမှသာလဲပြုတ်ကြတဲ့ဓာန်ချက်နဲ့အသက်မထွက်မယ်ဆိုပြီးဟောရတာရှင်းပြီလားအခုပြန်ဘုန်းကြီးပြောနေတာကနဲပါလေဥမဲ့ဓမ္မရဲ့ဒကာဓမ္မတွေပြုတ်ကြတဲ့ဓာန်ချက်ပြိခဲ့ရတာဓာန်ချက်ပေါင်းဘယ်လောက်ရှိဒီဘဝရင်နောက်တုန်းကပြုတ်ခဲ့ရလို့မြုပ်တာတွေသာထားစမ်းပါဦးဒီဘဝရင်ပဲဟုတ်လားဆွေမျိုးအကိုလို့ဆွေမျိုးသေးဟုတ်ပါဗျာအမှန်ကုံရောက်ဝယ်ကိုယ်ဆောင်လုပ်ပေးတဲ့ပုဂ္ဂိုလ်ကိုယ်ကုံပေးနေတဲ့ပုဂ္ဂိုလ်အကိုလို့သူ့အကိုနဲ့သူကပြုတ်ကြပါဗျာဟုတ်လားဟောက်တယ်တွေကပြုတ်ကြဟုတ်လားကိုယ်အလုပ်တွေကစီးပွားရေးကပြုတ်ကြဟာဒါပြန်အကိုတဲ့ပုဂ္ဂိုလ်ပေါ်မှာဖြင့်သားမဝင်အိမ်မပြောမျက်ရည်ချင်းငယ်ကြပြီးဒေါသစောနဲ့ကြီးပဲမြုပ်လန်းကြီးသွားနေတာရင်းပြီလားအဲ့ဒါကြောင့်လောကကြီးထဲမှာဓမ္မတို့ကဏ္ဍသစ်ပင်အနိစ္စသာရှိတဲ့ကိုးစားရအားထားရမရှိပါဘူးဆိုတာယခုကသေးသေးချာချာမှတ်ပါမှန်ပါဗျာမှန်ပါသဘောကျပါဗျာဘုန်းကြီးတို့ဓမ္မတွေဒါသံယုတ်ပါဠိတော်မှာလာတဲ့အတိုင်းဩဒါဖြင့်ဒါလည်းအာမကိုတော့ပါဘူးမှန်ပါသာဟုသောမှတ်သည်ပညာပဲမှန်ပါဟုတ်လားမှန်ပါဗျာကြောင်းညင်းသလိုဖြစ်မှာပဲဟာမှန်ပါအာဂဝါရတော့ဖြင့်မထားတော့ဘူးဟာဘယ်ကြောင့်ဆိုတော့ကဏ္ဍသစ်ပင်နဲ့တူတဲ့အနိစ္စဖြစ်သောကြောင့်မှန်ပါခင်ပေါင်းလည်းအာမကိုတော့ပါဘူးဟာဘာကြောင့်လို့ဗျာကဏ္ဍသစ်ပင်နဲ့တူတဲ့အနိစ္စပါပါအဲ့ဒါဓမ္မတို့ခင်ဗျားတို့ဘုရားအာကိုကြမလုံးလို့မွေးလို့ရှိရင်ဖြင့်အခုဘုန်းကြီးဟောလက်တန်ပြောလက်တန်ဖြစ်တဲ့မဲခင်ဖောင်ကြီးတာအာကိုကြဟုတ်လားဗျာဘယ်လိုလိုင်းဘယ်လိုလေဘယ်လိုဝဲဟုတ်ပါဘယ်လိုရေချမ်းဘယ်လိုရေဆောင်မှလည်းသူ့ဖြင့်မြုပ်အောင်မျောအောင်မလုပ်နိုင်ဘူးဆန်တက်တဲ့မဲခင်ဖောင်ကိုဟုတ်ပါကိုယ်ပိုင်ကိုယ်တိုင်ရမှသာလေဘုရုမှာအာမကိုဘဲနဲ့ကိုယ်ပေါ်ပြုတ်ကြတာလွတ်ပြီးတဲ့ကာလဟုတ်ပါဒကာဓမ္မတွေဆန်တက်တဲ့နိဗ္ဗာန်ခိုင်းနေတဲ့နိဗ္ဗာန်ကိုသူကယူဆောင်ဖို့ပါလိမ့်မယ်ဟုတ်ပါဗျာသဘောကျပါပါဒါဖြင့်ယခုအချိန်နေဖြင့်ဖောင်မရှိရင်ခက်သေးပြပါဗျာမခက်ပဲဘူးလားပြပါပါအဲဒါကြောင့်ယနေ့တွင်မဲခင်ဖောင်ကြီးဆင်ပြီးတဲ့ကာလဒကာဓမ္မတွေဟောဒီမဲခင်ဖောင်ဝင်ကမထွက်စီနဲ့ဟုတ်ပါဗျာဟောဒီမဲခင်ဖောင်ဝင်ကမထွက်စီနဲ့ဆိုတာဖြင့်ဘုန်းကြီးရေးသည်ပြောရလိမ့်မယ်ပြောပါဗျာမပြောလို့ရှိရင်ဒကာစိန်ရဒကာဓမ္မတွေအခုကဏ္ဍသပင်တွေလျှောက်ဆွဲနေပြန်ပြီဟုတ်ပါဗျာဘာဖြစ်ဆရာမြင်တော့ပြောတယ်အမြုပ်ဆရာမြင်ပါသူ့မျိုးလုံးနဲ့ဝင်ပြီးဒီကလာသူ့ဆူတွေဆူပြီးဒီကလာသူသာလည်းမြုပ်ဆရာမျောဆရာသိကြဘူးလားသိကြပါဗျာအဲဒါကြောင့်ဒကာဓမ္မတို့ခင်ဗျားတို့လောကကြီးထဲမှာဗျာအာကိုရမရှာလိုက်ကြပါနဲ့မရှိလို့ပြောနေပါတယ်မှန်ပါဗျာရင်းနေဗလားရှိပါဗျာရှိလို့ပြောတာလားမရှိလို့ပြောတာရှိလို့ပြောတာပါဗျာကိုယ်ကိုယ်တိုင်ဆွဲကြည့်လို့လားကိုပြုတ်ကြတယ်မြန်မာရဲ့သားနဲ့ဒကာဓမ္မတို့ကြီးတဲ့ပုဂ္ဂိုလ်မဟုတ်သေးတာဟာငယ်တဲ့ပုဂ္ဂိုလ်အာကိုလို့ရှိရင်ဖြင့်ကိစ္စမရှိဘူးလို့များထင်သေးမထင်ပါဘူးဗျာငယ်တဲ့သက်ပင်လည်းကန်းတဲ့သက်ပင်အိဋ္ဌပဲထင်ပါဗျာသဘောကျပါဗျာအဲဒါကြောင့်ဒကာဓမ္မတို့ကဲတာနဲ့ပဲမိဂါတွေအာကိုလည်းပြုတ်ကြတယ်မြင်တော့တချို့ဒကာဓမ္မတွေကဒါတော့ပြုတ်ကြနေတာတော့မှကိုမြုံမျောတဲ့သဘောတွေကိုယ့်ဟာကိုတွေ့နေတာတော့မှမလျှော့သေးဘူးဟာကိုယ့်ဟာကိုအာကိုမယ်ဆိုပြီးကိုယ်ခန္ဓာ၅ပါးကိုအာကိုပြန်မှန်ပါဗျာဖြင်းလိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့တော့ဟုတ်ပါကိုထောင်းကြီးအာကိုပြောင်းပြန်ပြီဗျာဘယ်လိုများပြောင်းလိုက်ပါလိမ့်ကိုယ်ခန္ဓာကိုအာကိုပြန်တော့ပဲသူများအာကိုနေရတာသူများအာကိုတာတွေဒီဘာမှသုံးမကြခဲ့ဘူးအာကိုရကိုးစားရဘာမှမရခဲ့ဘူးကိုယ်လက်ကိုယ်ချင်နဲ့ကိုယ့်ဟာကိုယ်ပဲအာကိုပါတော့မယ်ဆိုပြီးဒီကလာကျမဖြစ်စေကမူတော်မဟုတ်လားပါဆိုတဲ့ဘောလေးမင်းမစောင်းကောင်းတွေရှိသေးတာကိုဗျရိမ့်ပြီလားအဲဒီကတော့ကိုယ့်ဟာကိုယ်အာကိုပါအောင်မယ်ဆိုပြီးအာကိုပြန်တော့လေကိုဘာအာကိုတော့ဆိုတော့မျက်လုံးရှိတော့မျက်လုံးအာကိုနားရှိတော့နားအာကိုဒီလိုမျက်လုံးကကိုယ်တိုင်မြင်ပြီးကိုယ်တိုင်ကြားတာဝယ်ရရင်ထမင်းတလို့ကိစ္စမရှိဘူးကိုယ့်ဟာကိုယ်မျက်လုံးနဲ့ကိုယ်နာအာကိုဟုတ်ပါဗျာအမလေးတရားဓမ္မတော့မခိုင်းတာပြောင်းလိုက်ပြန်ပြီဟုတ်ပါဗျာအရင်မခိုင်းတာတွေသိရတယ်နောက်မခိုင်းတာခိုင်းပြန်ပါတော့လားဟုတ်ပါဗျာတဲလဲဆိုပါလားတော့ခင်ကြီးသဘောကျရလားအခုကြည်သာကိုအာကိုမဟဲ့ဆိုပြီးဒီကလာနေတဲ့ဟုတ်လားမုဆုမတွေလည်းရှိတယ်မုဆုဘိုတွေလည်းရှိတယ်ဒကာစိန်စောင်းမင်းများအောင်းမင်းမင်းနဲ့ကိစ္စမရှိပါဘူးဆရာဖမ်းနိုင်ပါတယ်တပည့်တော်ကိစ္စမရှိပါဘူးဟိုစကားရောက်သွားလို့ဒကာစိန်ငါကြီးချိန်နေတယ်အောင်းမင်းမင်းနဲ့တပည့်တော်ပေါ်ကြတယ်တပည့်တော်ဆုံးမတဲ့ခြင်းလေးပါဗျာဒါဓမ္မတို့ကိုအာကိုမကွဘယ်သူမရှိရှိထွက်သွားကဘာမှရေးမကြည့်ဘူးကွဆိုတော့လေသူကတခါအိဋ္ဌပြန်ပြီး
ဆွဲပြန်တာ ဟုတ်ပါဗျာ ဟုတ်ကလားဘုရုအာကိုပြန်လုံးဆိုတော့ခန္ဓာ၅ပါးသွားအာကိုပြန်မျက်လုံးဆိုတော့ဥပ္ပခဝေဒနာကိုသွားအာကိုလိုက်နားဆိုတော့ဥပ္ပခဝေဒနာ အားကိုပါဗျာ နှာခေါင်းဆိုတော့ဥပ္ပခဝေဒနာ ဟုတ်ပါဗျာ လျှာဆိုတော့ဥပ္ပခဝေဒနာကိုယ်ဆိုတော့ဒုက္ခဒုက္ခ အားကိုပါဗျာ ဝန်းထဲမှာပေါ်တဲ့ကြံလုံးဖန်လုံးဆိုတော့ဒုက္ခဒုက္ခဥပ္ပခ ဒါလည်းအားကိုပါဗျာ အဲ့ဒီတော့ဝေဒနာခန္ဓာကြီးသွားအာကိုလိုက်ပြန်တယ်ဝေဒနာခန္ဓာကလည်းအနိစ္စ ပြောပါဗျာ လွယ်ပါလေဦးမယ်ပြုတ်ပါလေဦးမယ်ဘုရုဘောပြုတ်မလဲ ဟုတ်ပါဗျာ အာကိုတဲ့ပုဂ္ဂိုလ်ပေါ်မှာပြုတ်လိမ့်မယ် ပြောပါ ရင်းမိကြအဲ့ဒီတော့ယနေ့ဟောတဲ့တရားကဖြင့်ဘေးကသားလင်ခင်မွန်းနေကွာရှင်မင်းညာတွေကလည်းအာမကိုပါနဲ့ ပါပါဗျာ ကိုယ်ကိုယ်လည်းအာမကိုပါနဲ့ပြုတ်ကြမှာအနိစ္စတွေသာရှိနေပါတယ်လို့ဆိုတာသိကြအောင်ပြော ဟုတ်ပါဗျာဘုဒ္ဓမှာဗျာ ရင်းမိလားဒီဘာလဲအာမကိုပါနဲ့ ဟုတ်ပါဗျာ ပြုတ်ကြမှာကြီးပဲ ဟုတ်ပါပြီ ကိုယ်ခန္ဓာ၅ပါးလဲ အားကိုပါဗျာ ဘာကြောင့်လဲအနိစ္စတွေလေသဗ္ဗေသင်္ခါရအနိစ္စမမြဲပါဘူးဆိုတာခင်ဗျားတို့ကသွားဆွဲလိုက်ရင်တော့ဖြင့်မမြဲတယ်လို့တော့ပြလိုက်မှာ ပါ ပေါ့ ပါဗျာ ရင်းမိကြကိုယ်ခန္ဓာကိုယ်တော့ကိုယ်ခန္ဓာရလည်းပါပါလိမ့်ခင်ဗျားတို့ရပြီးသားပါသဗ္ဗေသင်္ခါရအနိစ္စ ပါပါဗျာ အလုံးစုံသောခန္ဓာ၅ပါးအနိစ္စဆိုတာမမြဲတာသွားဆွဲရင်ဘာဖြစ်မှာသင် ပြုတ်ကြပါဗျာ ပြုတ်ကြရင်ဘုရုပြီးမှာတော့ အားကိုဆိုတဲ့ပြီးပါပါဗျာ ဒါရင်တခါဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်မှာဖိမိတယ် ဟုတ်ပါ ။ဝါငါကောင်းတာလေးတွေကုံပါဖို့လားကွာဆိုတော့ကိုယ်ဒုက္ခဝေဒနာလေးပြည့်သွားတယ်နဲ့ကိုယ်ဒုက္ခရောက် ဟုတ်ပါဗျာ ဟုတ်ဘူးလား ဟုတ်ပါဗျာ ငါမျက်လုံးလေးနဲ့ငါဓမင်းစားနေရဥစ္စာဒီမျက်လုံးလေးခုဒီလိုဖြစ်သွားတော့ငါမခဲသေးဘူးလားကွာဆိုတော့မျက်လုံးဝိက္ခဝေဒနာအကုပ္ပရာနဲ့ငါပါပြီပြန်ပြီ ပြုတ်ကြပါဗျာ ဘောကြပါလားကွာရှင်းကြပါလား ရှင်းပါဗျာ ကိုယ်မှာကွာဒီစိတ်ကလေးချမ်းသာနေတယ်လေအခုပဲနဲ့တော့ကွာဒုက္ခကြီးလှလာရပါပေါ့လား ဟုတ်ပါဗျာ ဒုက္ခဝေဒနာအိဋ္ဌလေးဖြစ်သွားတော့လေ မှန်ပါပါ ဒကာဓမ္မတွေကဒုက္ခဝေဒနာနောက်ကနေပြီးဒေါသတွေကလိုက်မလာဘူးလား လိုက်ပါဘူး သူများအာမကိုတော့ဘူးဆိုပြီးကိုအာကိုလိုက်ပြန်တော့လေအနိစ္စပဲသွားအာကိုမရဲ့အကြောင်းလို့ကိုမှအာကိုတဲ့ပုဂ္ဂိုလ်ပဲပြန်ပြီးပြပြန်တယ် ပြီးပါပါဗျာ အဲဒါကြောင့်ဒီနေ့ဟောတဲ့တရားမှာပြန်ဒကာဓမ္မတို့သေးသေးချာချာမှတ်လိုက်ပါတော့ ဟုတ်ပါဗျာ ဒါလည်းခင်မဆိုမင်းညာတကာလည်းအနိစ္စတွေမို့အာမကိုလိုက်ပါနဲ့ ဟုတ်ပါဗျာ မိမိခန္ဓာ၅ပါးကြီးကိုလည်း အားကိုပါဗျာ အနတ္တဝေသင်္ခါရအနိစ္စလို့ခန္ဓာ၅ပါးအနိစ္စလို့ဆိုသောကြောင့်ပြုတ်ကြမှာတွေဖြစ်လေသောကြောင့်လည်းအာမကိုလိုက်ပါနဲ့ ဟုတ်ပါဗျာ ရင်းပြီလား ရင်းပြီပါဗျာ ဘာအာကိုရမလဲလို့နေတော့နိစ္စနိဗ္ဗာန်ကိုရောက်ရောက်ကြောင်းဖြစ်တယ်မေဃတာနေယနာထောဆိုတဲ့ ဟုတ်ပါ မေဃသစ္စာမြန်မြန်ရအောင်လုပ်ပြီးဒီကလာနိဗ္ဗာန်သာဆွဲကင်လိုက်ပါတော့မဲ့မျက်လုံးနဲ့နိဗ္ဗာန်ဆွဲကင်လိုက်ရရင်ဖြင့်မြဲပြီးခိုင်ပြီးတည်ပြီးတန့်ပြီး ဟုတ်ပါ ပြုတ်ကြစရာတကွမှတစ်စက်မှမရှိတော့ပါဘူးဆိုတာသေချာသာမှတ်ပါတော့ ဟုတ်ပါဗျာ ဒါကြောင့်ဒကာဓမ္မတွေခန္ဓာကိုယ်ကြီးကိုအနိစ္စကိုပြပြီးဒီကလာဝေဒနာခန္ဓာကြီးကိုအနိစ္စပြဟောနေရတာမခိုင်မှန်းသိရင်အာမကိုပါစေနဲ့အာကိုရင်မြုပ်မှာဆိုလို့ဝေဒနာခန္ဓာကနေပြီးကာလမဂ္ဂင်ဖောင်ကြီးပေါ်လာပြီးနိဗ္ဗာန်အမြင်ဆိုင်ပြီးဆွဲရကြင်ရမြဲပါစေတော့ဆိုတဲ့အသွားနဲ့ဟောနေတာ တော့ကျေးဇူးများပါ ရင်းမိကြလား ကျေးဇူးပါဗျာ မတ္တမဆရာသားဆရာကောင်းတယ် ကောင်းပါဗျာ ဘုရားသခင်ကိုရမေကြီးတန်သာရှင်ပြီးကာလတန်ရုပ်ပါဠိတော်ပုပ္ပဝတ်ခန္ဓာဘကတန်ရုပ်မှာတရားဟောတော်မူတာဒီ မှန်ပါပါ ဒကာရမတွေအတွက်မှာဖြင့်ယနေ့နားရတဲ့တရားကဖြင့်ဘေးလည်းအာမကိုနဲ့တဲ့ ဟုတ်ပါဗျာ ဟုတ်လား ဒီပါ ဒီနေ့ညာကလင်သားခင်မွန်အာမကိုနဲ့တဲ့ဘာကြောင့်တော့အနိစ္စတွေကိုပြုတ်ကြမှာဆိုလို့တဲ့ ဟုတ်ပါဗျာ သွားပြီးအာကိုလို့အာကိုလိုက်ဆွဲလိုက်လို့ဆွဲတင်တယ်ပဲနဲ့ပြုတ်ကြပါ ပြုတ်ပါဗျာ ငါကအနိစ္စကို ဟုတ်ပါဗျာ ဘာကြသားသေးတယ်ခင်မွန်သေးတယ်သူသေးတယ်မျိုးသေးတယ်မေးသေးတယ်ဖေးသေးတယ်ဆိုတော့ခင်ဗျားတို့မျက်ရည်ကြီးငယ်ကြရတာငါကအာကိုထားလို့သွားဆွဲထားလို့ ဟုတ်ပါ သူတို့နဲ့တဏှာဆက်ပြပြီးဒီကလာငါကငါဥစ္စာတွေမဟုတ်ပါဘူးဒီဥစ္စာတွေငါဥစ္စာတွေမဟုတ်ပါဘူးငါနဲ့ဘာမှမဆိုင်ဘူးအနိစ္စတွေသာမှန်ပါတယ်လို့များအနတ္တတွေမခိုင်းတာတွေမပိုင်တာတွေသာမှန်ပါတယ်လို့များဉာဏ်ကလေးရောက်လိုက်ရင်ဘု து အာကို ဘသူကအားကိုပါ ဘု து မှာအာမကိုတဲ့သူတို့ကသူတို့ပြုတ်ကြတယ်ကျွတ်တွနဲ့ဘာဆိုင်တယ် ဘာလို့ခိုင်းတော့ပါ အခုတော့ကိုယ့်ကိုယ်ကမလွတ်ဘဲနဲ့ဆွဲထားတော့ဒီအိဋ္ဌာကြီးပြုတ်ကြတာကိုယ့်ဘောကုံရောက်တော့တာဘုံ မှန်ပါဗျာ အဲ့တော့အများကြီးရောက်เสียကောင်းပါဗျာ။ဒါကမှတွေသူများပြောလားခင်ဗျားတို့လက်တွေ့လားမေးကြပါလေ။ လက်တွေ့ပါဗျာ နေကြီးငယ်များကြားဘူးကြပါလား။ဟာဘာဖြစ်လို့တော့ မခိုင်ရတော့ဆွဲလို့ပါဗျာ မကိုင်းနဲ့ဆောတော့ဘုရုဘောပြုတ်ကြတော့ တပည့်တော်တို့ပေါ်မပြုတ်ကြပါ အဲဒါကြောင့်ဒကာရမတို့ငိုတဲ့ပုဂ္ဂိုလ်ကြည့်တော့ဘာပြုတ်ကြတော့မေး ဒီပါ
မေးကြနောက်တော့ ဟုတ်ပါဗျာ ဒကာဓမ္မတွေချင်းတွေ့ပြီးဆိုမှသူကမေးကြီးငယ်လေးကြားနေတဲ့ကဘာပြုတ်ကြတော့လို့တိုးတိုးသွားမေး ဟုတ်ပါဗျာ ဟုတ်လား ဟုတ်ပါ ဘာပြုတ်ကြတော့မေးတဲ့ခါကျတော့သားလေးဆုံးလို့ ဟုတ်ပါ သွားပြီးဆွဲထားတာကိုဒီဥစ္စာအိဋ္ဌသွားမဆွဲနဲ့ကန္နာသစ်ပင်တဲ့ဘုရားကဟောထားတဲ့ ဟုတ်ပါ ဆရာဘုန်းကြီးကဟောထားတဲ့ မှန်ပါ ဘုရုမှသွားမဆွဲနဲ့ပြုတ်ကြမှာကြီးပဲ မှန်ပါပါ အငိုလွတ်ချင်လို့ရှိရင်ဖြင့်ပြုတ်ကြမှာတွေမဆွဲနဲ့ မှန်ပါဗျာ အမြုပ်လွတ်ချင်လို့ရှိရင်လည်းပြုတ်ကြမှာတွေကြောင့်ကိုယ်ပေါ်အပိမခံနဲ့ ဟုတ်ပါဗျာ ဆိုတာမဟောလိုက်ဘူးလား ဟောတယ်ပါဗျာ ရေးမိကြအခုတရားဓမ္မတွေသိချင်းရဲ့ကိုယ်သိရင်နဲ့နေကြထိုင်ကြရတာဒီသုံးနဲ့သုံးသီးတိုင်တိုင်လေးကြီးငယ်ကြပြီးဒီကရစမ်းဝင်အိမ်မပြော ပြောပါ ပြုတ်ကြနေတာဗျာ မှန်ပါပါ နဲ့ပါဘူးပြုတ်ကြနေတာ မှန်ပါပါ တရားဓမ္မတွေပြုတ်ကြနေတဲ့ပုဂ္ဂိုလ်တွေတော့ငယ်ကြီးတို့မြင်မှုရလားအမလေးသုံးနဲ့သုံးသီးတော့မကသေးဘူး မှန်ပါ ဟုတ်လားခုတည်းဒီမျိုးလုံးတွေကမထွက်သေးဘူးတွေးလိုက်ရင်နေလေတော့ရှိသေးတယ်အမလေးပြုတ်ကြကြကဘလို့များနာတယ်ဆိုတဲ့ဥစ္စာ ဟုတ်ပါဗျာ ဟုတ်ကလားအတော့ကိုမဆိုးဘူးလားအဲဒါကြောင့်တရားဓမ္မတို့ခင်ဗျားတို့အတွက်ဟာဖြင့်မျိုးသမားတွေမှာအာဟုလွဲ့မှာဖြင့်ဘုန်းကြီးစိုးရိမ်တယ်ဆိုတဲ့ဥစ္စာရိပ်မိ ကျေးဇူးပါဗျာ ဒါဖြင့်မိမိတို့ဉာဏ်သာမိမိတို့အာကိုရမယ်ဆိုတာကိုရှင်းတတ်ကြအဲ့ဒါဘုန်းကြီးပြောပြပါဦးမယ်တဲ့တရားဓမ္မတွေမိမိတို့ဉာဏ်ကိုမိမိအာကိုလို့ဘယ်သူခီးပေါက်သွားတယ်ဆိုတဲ့ဥစ္စာတရားဓမ္မတို့ရှင်းတယ်ရှင်းလင်းတယ်လဲအောင်ဝတ္ထုတူလေးထုတ်ပြပါဦးမယ်ဒီဝတ္ထုတူလေးကဘာတော့ဆိုလို့ရှိရင်ရှေးကကလေးမလေးတယောက်ဖျားလိုက်တဲ့ကရှိကလေးမလေးတယောက်ကသူကဘိက္ခုနီမအပြိုရွယ်တဲ့ကဘိက္ခုနီမဝတ်ဖို့သူကစိတ်ကူးနေအမေကလည်းသမီးတယောက်ဆိုတော့ရှေပေါ်မြတယ်ဖြစ်ပြီးအလွန်ချစ်တယ်မခွန်းနိုင်မခွန်းနိုင်တော့သမီးကလည်းသူတော်ကောင်းတဲ့ကလေးရှိတော့ဘိက္ခုနီမဝတ်ပြီးဒီကလည်းဒီဝတ်နဲ့ပဲနိဗ္ဗာန်လိုချင်တော့လေအိမ်တော်သားမွေးခြင်းဆက်ရှိတော့လို့မလုပ်ချင်မလုပ်ချင်တော့အမေကလည်းအမွေဆက်မှာမရှိတော့ဒီကလေးမလေးအတွက်သူကအတင်းပဲတယောက်တော့သူတို့သားနဲ့အိမ်တော်ပေးစားလိုက်အိမ်တော်ပေးစားလိုက်တော့ကလေးမလေးကလက်ရရှာတာပေါ့လေမင်းကဩဇာမလွန်ဆန်းနိုင်တာနဲ့လိုက်ပြီးတကယ်တော့သူတို့သားနဲ့သူတို့အိမ်တော်ကြပြီးသူတို့သားသူအကျိုးချောင်းပြောပြတလားနှစ်လားသုံးလားနေတဲ့အခါကျတော့ကျမဟာဘယ်သူမှမပေါင်းသက်ဆက်ဆံနေတဲ့သဘောလည်းမရှိပါဘူးတို့ရတယ်အခုမင်းကများကလည်းသမီးတယောက်ဆိုပြီးဒီကလာသူတို့အမွေဆက်ပြမှာစိုးတာနဲ့ကျမကိုရှင်းတော့ကိုထည့်လိုက်တယ်ကျမငကိုစိတ်ကပြန်ဘယ်သူမှလှုပ်ချင်တာမှန်ပဲအရင်တော့ကတော့ပြန်အမေကရှိတောင်းမှပါလေထိုကဲတော့တောင်းမှညာဆိုလဲသူတို့ကလက်မခံဘူးမရဘူးအဲ့ဒါနဲ့ရှင်းတော့ပဲရောက်လာတယ်လောက်လာတော့အခုတော့မင်းကလည်းပိုင်မှုရှင်ကပဲပိုင်တယ်အဲ့တော့ကျမဤပါရမီကူညီဖြည့်သောအပြင်ဘိက္ခုနီမလှုပ်ပြန်ပေးပါကလေးမလေးအကျိုးကြောင့်ပြောအဲ့ကဲတော့အကျိုးကြောင့်ပြောတော့ကလေးမလေးကမမလေးလည်းရှိယောက်ျားကလည်းသူတော်ကောင်းသဘောရှိတာနဲ့ခဲကောင်းပြီလေဒါဖြင့်ငါကပဲဘိက္ခုနီမကြောင့်လိုက်ပြီးဒီကလာပို့ပါမယ်ဆိုပြီးဒီကလာဘိက္ခုနီမကြောင့်ရောက်သွားတယ်ဟုတ်ပါတော့ဆိုပြီးကောင်းသောခွင့်ပြုခြင်းနဲ့ခွင့်ပြုလိုက်ခွင့်ပြုလိုက်တော့ပေါင်းတဲ့ဆက်ဆံပြီးဒီကလာနေတာကသရဏလာ3လနေတော့ဘိက္ခုနီမကြောင့်ရောက်လို့များမကြပြီပဲဒီကပေါင်းတဲ့ဆက်ဆံတဲ့အတွက်ကြောင့်ဟိုမှာကိုဝန်လေးပေါ်တယ်ကိုဝန်လေးပေါ်ပြီးဒီကလာနေတော့ပို့ထားတာကလည်းဘယ်ကြောင့်ရောက်သွားတော့ဆိုဒေဝရတ်တို့အုပ်ချုပ်တဲ့ဘိက္ခုနီမကြောင့်ရောက်သွားဒါနဲ့အဲ့ဒီမှာကိုဝန်လေးကလာလေးရလာတဲ့ခါကျတော့သူဒေဝရတ်ဘိက္ခုနီမတွေကပြောတာပေါ့လေဒီလိုပဲဘိက္ခုနီမလေးတရားပါဒီလိုဖြစ်နေတယ်ဟုတ်ဒေဝရတ်ကလည်းဂုံယူခြင်းနဲ့ခါဦးသူဖယားနဲ့ပြိုင်နှုံးဘူးသူဘိက္ခုနီမတွေကဒီလိုဖြစ်ရပါမလားထွက်စေဆိုတော့သူအမိန့်ထုတ်လိုက်ဒီထက်မနေရဆိုတော့ဘိက္ခုနီမလေးကဖဲရှာတာပေါ့ဗျာသူတို့ပိုင်တဲ့ရောက်နေတာထွက်ပြီးဒီကလာကျမဟိုဒီကဒီကိုလည်းမနေကြပါဘူးဘောရမဖယားကြီးဘိက္ခုနီမသင်ပဲတဲ့နေကြပါတယ်ဆိုတော့ကဲဒါဖြင့်ကြိုက်ရသွားဆိုတော့အဲ့ဒီသွားပြီးအဲ့ဒီကြတော့လာလေးပါလေးကြားလာလေလာရှိတဲ့ခါကျတော့ဘိက္ခုနီမဖြင့်မရှိသေးဘူးဘယ်ဘုရားကြောင့်ရောက်သွားရဘုရားကြီးဘိက္ခုနီမကြောင့်ရောက်သွားတဲ့ကဘုရားကတော့သိဒါဘိက္ခုနီမဖြစ်မှပြိတ္တိရတာဟုတ်ဘူးသူဟိုခင်မွန်းနဲ့ဒီတောင်ကုန်းကဖြစ်ခဲ့တယ်ဘိက္ခုနီမဖြစ်မှဘာမှသူအတန်ရှင်းကြီးဆိုပြီးဘုရားကတော့သိဒါကလည်းဒေဝရတ်တွေနဲ့အပြိုင်ဆိုင်လုပ်နေရတာဒေဝရတ်တွေကခုံယူပြီးကြလားဟောမသိဘဲနဲ့လက်ခံတာဘာညာနဲ့ဆိုမှဆိုရသေးတယ်ဒါနဲ့ဘုရားကဝိသခါတို့မိမတွေဘုရားကြီးတပည့်သားမိတွေခေါ်ပြီးဒီဘိက္ခုနီမလေးဟာသူခြေရဲငါပြတ်ပုံနဲ့ပြိတ္တိရလာတယ်လာတွက်ပြီးဒီကလာငါဖျားချက်ကြရမယ်ဆိုတော့ဘုရားသိပြီးသားပေါ့ကွာသိပြီးသားပြည့်နေတယ်ဝိသခါတို့ကတခါတည်း
အမျိုးမျိုးဘုံဘုံကလေးမှလည်းသူတို့မိမချင်းရဆိုတော့ကုနာလဲတာပေါ့ဗျာဆက်လိုက်တဲ့အခါကျတော့ဘယ်ဘိက္ခုနီမဖြစ်မှရတဲ့ပြိတ္တိမှာပုခိုင်းဟိုလူအကြောင်းတော့ပါလာတာအဲ့ဒါနဲ့ပဲဘုရားသွားလျှောက်တော့အေးဒါဖြင့်တဲ့တဲ့သတ္တိတရကလုံလောက်ပြီဆိုပြီးဘုရားခင်ကိုရမေကြီးရဲ့ချင်းမွန်ပြီးကလာဒီမှာပဲဘိက္ခုနီမအကြောင်းမှာပဲနေစေဆိုတဲ့အမိန့်ထုတ်လိုက်နောက်တော့များမကြမဲ့ကလေးလေးမျိုးဖားလာကလေးလေးမျိုးဖားလာတော့ကောသလမင်းကြီးကလည်းဒီနားရောက်ဘုရားကျောင်းတော်သွားတော့ဘိက္ခုနီမကျောင်းသားဖျက်ရဖျက်ရတဲ့ခါကျဘိက္ခုနီမကျောင်းသားကလေးငိုတန်ကြတယ်ဘာတော့လို့မေးတဲ့ခါကျတော့ဩအရှင်မင်းကြီးရင်ဘုရားခင်ကိုရမေကြီးနဲ့ဝိသခါတို့အရှင်မင်းကြီးတို့စုံစမ်းစစ်ဆေးရတဲ့ကလေးမလေးပါအိုးဒါဖြင့်ကွာဒီကလေးလေးကိုနန်းတော်ပဲပို့လိုက်ပါကွာဒီဘိက္ခုနီမတွေဆင်းရဲနေရောဆိုပြီးတဲ့ကလာနန်းတော်ပို့လိုက်တော့နန်းတော်မှာဘောဂရမင်းကြီးကမွေးစားတော့ကုမာရာဆိုတဲ့နာမည်လေးပေးတယ်ကုမာရာဆိုတာမြန်မာလိုပြန်တော့တငယ်ကလေးပါတငယ်ကလေးဆိုတဲ့နာမည်ပေးထားနောက်ကြတယ်ဒီတငယ်လေးကလည်းရှင်နဲ့ကိုနဲ့ဆက်ရှိသည်ရှိပြီးဒီကလာလာတော့နန်းတော်ထဲမှာသူသားမှနဲ့မွေးစားထားတော့ရှင်မြတ်သားတွေနဲ့သူနဲ့ဆိုတော့ရှင်မြတ်ကလည်းသူ့လက်သားပဲတခါသားတွေဖြစ်တော့ဒိုးထိုးစံကစားကြဒိုးထိုးစံကစားကြတော့သူကနိုင်သူကနိုင်တော့ဒီပြင်ကလေးတွေဒိုးတွေကုန်တော့မပေးနိုင်တော့သူကကောင်းလဲလက်သီးနဲ့ပါနဲ့ထိုးပေါ့ဗျာအိုးအမေဖေမရှိတဲ့သားကဒိုးနှိမ့်ဆက်လို့ချင်းကလေးတွေကပေါ့လေနောက်အောင်ဆိုကြတယ်အမေဖေမရှိတဲ့သားလေးကဒိုးနှိမ့်ဆက်တယ်ဆိုသူကြားငါအမေဖေမရှိဘူးလို့ပြောနေတယ်ငါအမေဖေမရှိဘူးလို့ပြောနေတယ်ဆိုတော့တခါကောသလမင်းကြီးသွားမေးအောင်ချက်စီကောသလမင်းကြီးသွားမေးလိုက်တယ်ဓမ္မတို့ပြောစမှာကျုပ်ဒီကလေးတွေကသိုးနေတယ်အမေမရှိတဲ့ဖေမရှိတဲ့သားအမေမရှိတဲ့သားကတို့ကိုထိတ်ဆက်တယ်ကြီးအော်ပြီးသူတို့ကကျုပ်ဆဲနေကြတယ်ဟာမင်းသူတို့ကကလေးဆိုတော့ဗာသေးတယ်ငါမင်းဖေဘာကလားမင်းကြီးကပါလေမင်းဖေပဲဟောတာဒီလည်းမင်းအနိုရင်းတွေပြတာဟာဒါမင်းအမေတွေနောက်ဒါနဲ့သူနေသွားပြန်တာပေါ့ဗျာနောက်တော့ဒိုးဒိုးကြံကစားကြပြန်တော့ဒီသားမထွက်လာသူမကျေနပ်ဘူးသူကိုယ်သူတန်ရရှိသူကိုယ်သူတန်ငါအဖေမရှိမမရှိတဲ့သားကြီးဆိုးပြမှပြီဒါနဲ့ကောကလမင်းကြီးအတင်းအားမမေးတော့တယ်မေးတော့ဒီကလေးတေပါတဲ့ကလေးပါလားအခုငါအဖေပဲနှုတ်တိုင်းနေရအမေပဲလို့ပြောသူယုံကိုမယုံဘူးသုံးလိုက်ကထားမင်းနေတယ်ဒါနဲ့အမှန်ပြောလိမ့်မှာပဲဆိုပြီးတဲ့မေကဘိက္ခုနီမသင်အဲ့ဒီဘိက္ခုနီမမွေးတော့ဘိက္ခုနီမအကြောင်းမှာကလေးနဲ့မတော်တာနဲ့သင်ငါကမွေးစားထားတာဆိုတော့ဒီခေါင်းလောက်ရှင်းလောက်ရှိသေးတယ်ဒကာရမတို့ဘောင်ဝေကဝင်တဲ့ဆိုးတဲ့ကာမလားငငယ်ရွယ်ကအမေဖေနဲ့သောခွာပြီးတဲ့ကာလနေရတာငါဖြင့်အလွန်ဆိုးတဲ့ကံပဲကဲတော့ဆိုးတဲ့ကံကိုဖြင့်ကံကောင်းလုံးမှတော်မယ်ကံဆိုးကိုကံကောင်းလုပ်တော့မယ်ပေါ့နော်ဒကာရမတွေရိပ်မိလေအဲ့ဒါခင်ဗျားတို့လည်းအခုကံဆိုးကံကောင်းလုပ်ကြပါဘာလို့လဲဆိုတော့ခင်ဗျားတို့တာယသမီးရှိပိုင်းနဲ့ခင်ဗျားတို့ပူကပင်ခဲ့ရတဲ့ဘဝတွေဟာငခုဘဝတည်းလည်းမနှဲလာပါကံမကောင်းလို့ပေါ့ဗျာသာဝတ္တမှုဆိုငေးဘူးခင်မုန်းမှုဆိုရတဲ့အပူတွေကမစုံသေးဘူးလားဘယ်ကူများကြံသေးတယ်အဲ့ဒါကံဆိုးတွေကိုခုပฏิပဋ္ဌာန်လောက်လုပ်လိုက်လို့ခொနဲ့လက်ခေါအောင်ပြန်သွင်းတယ်လို့သွင်းလိုက်ရင်ခင်ဗျားတို့တော့ကံကောင်းလို့မကံကောင်းလို့ဖြစ်မယ်ဖြစ်ပြီဘူးလားအဲ့တော့ကံကောင်းလို့ဖို့ဥစ္စာများခင်ဗျားတို့ကဖြည်းဖြည်းမှလုပ်ချင်သေးလားမြန်တော့သွဲမတုရိပ်မိလားဘယ်လိုလုပ်ရမလဲကံမကောင်းတဲ့ဥစ္စာများကံကောင်းနေတဲ့အခါကျခင်ဗျားတို့ဓာတ်ဆရာသွားမေးတဲ့အခါကျအုံးလေးတစ်လုံး30ဆိုတော့ဝယ်မှာဗျာအရင်ကြည့်လာပြီဆိုဟုတ်ပြီဘူးလားအဲ့လိုဘုဟာကပျောက်တာမပျောက်တာသာရှိတယ်ဒီဟာကတကယ်ကံကောင်းဖြစ်ရရိပ်မိလားအဲ့ဒါကြောင့်ဒီကလေးတွေကကံစိုးကကံကောင်းလုံးမှာပဲဆိုပြီးဒီကလာသူ့အဖကမီးတော့တခါတော့ဘယ်ကောသလမင်းကြီးပြောလိုက်တယ်ကျွန်တော်သင်္ကန်းဝတ်ချင်တယ်အမေသဘောကြိုက်တယ်ကွာသင်္ကန်းဝတ်ချင်တယ်ဆိုငါရှင်းတကားပေါ့ကွာသူကအဆောင်နေရတဲ့နန်းတော်ကနေပြီးဒီကလေးရှင်လုံးကြီးအကြည့်ကြယူပြီးဒီကလာသွားပြီးရှင်ပြုတာပေါ့ဗျာရှင်ပြုပြီးသူကံဆိုးတယ်ဆိုပြီးကသာနာပေါင်းဝင်တော့ကံကောင်းဖြစ်အောင်ပဲကြိုးစားကြတယ်ကြိုးစားလုပ်ပါအောင်ပဲသူစားတယ်သင်ပြီးတရားတွေဟောတတ်ပြောတတ်ဖြစ်လာကုမာရသူရမ်းဖြစ်တော့ကတ္တဝလည်းနာမည်ပေးလူနာမည်ကကုမာရအဲ့ဒါကုမာရနဲ့ကတ္တဝနဲ့ပေါင်းတော့ကုမာရကတ္တဝဖြစ်အဲ့ဒီကုမာရကတ္တဝဖြစ်ပြီးကြော်ကြတယ်ဟိုကဗေဒိကောသလမင်းကြီးကကလေးလေးမွေးကလေးရှိနန်းတော်သိမ်းသွားတယ်ရှင်မင်းမို့တာကိုပြအမေဆိုတော့ပဲပြေးကြတယ်အဲ့ဒီနေ့ကစပြီးတော့မျက်ရည်ကျနေတယ်စားလို့လည်းမဝင်ဘူးအိတ်လို့လည်းမပြောဘူးမျက်ရည်မကျတဲ့နေ့တခါမှမရှိဘူးတဲ့သူသားလုံးလားသူသားရပြန်အခု
ယဟန်ဖြစ်လို့တော်တော်ကိုယဟန်ကိစ္စကိုပြီးလို့တော်တော်ကြော်ကြနေပြီဥမာရကသဘာတရားမှာပထမရမယ်အလုံးသောပုဂ္ဂိုလ်တွေယဉ်ကျေးအောင်နိဗ္ဗာန်ရောက်ကြောင်းကိုမြင်ဟောနိုင်တဲ့ပုဂ္ဂိုလ်ပဲဆိုတော့မောင်ချစ်ဆိုတော့ကြော်ကြတာကြော်ကြလာပဲမဲ့သူ့မေရှိမတော်ဘူးမတော်တော့သူ့မေက73နှစ်လောက်ရှိနေပြီမြေကဆယ်လို့မရဘူးမြေက73နှစ်70နှစ်နဲ့20ရတယ်မြေကဘယ်တော့မှမကြောက်တရားအထုတ်ဘယ်တော့မှမရဘာလို့လဲဆိုတော့သားအားကိုးနေတာဒီသားလေးလူလားမြောက်လားဒီသားလေးနဲ့နေရကြမှာပါပဲသားလေးကငါပြန်မငဲ့သေးဘူးတနေ့နေ့ငဲ့ကောင်းပါရဲ့လေသူ့ပဲအားကိုးရမှာပဲသူများကြီးအားကိုးကိုအာမကိုဘူးဒီဘုရားကမြေရတော့ကြနေတာပဲအဲဒီလိုပြေပြီးဒီကလာနေတော့ဒီနေ့တနေ့ကျတော့ကုမာရကတ္တဝယဟန်ကဆုံးခံရမှာဆုံးရဘုရားညီမတွေလည်းရှိကဆုံးခံစားဒီယဟန်ကလည်းကုမာရကတ္တဝယဟန်ကလည်းဆုံးခံစားဆုံးခံစားတော့သူ့သားကိုမြင်တော့တခါတည်းဘုရားညီမကသူ့တပိတ်ပွေပြီးအတင်းလိုက်သူ့သားကိုသင်္ကန်းဆွဲမယ်သင်္ကန်းဆွဲမယ်လို့တခါတည်းလိုက်တော့ယောက်ျားချီနဲ့မိန်းမချီနဲ့မတူပဲယောက်ျားချီကတွတ်မိန်းမချီကနှေးဒိုးတော့လည်းသူကချစ်တဲ့ဇောနဲ့တခါအတင်းလိုက်တော့မိလူမိခင်ဖြစ်မိလူမိခင်ဖြစ်တော့သားကလုပ်တဲ့ပုဂ္ဂိုလ်ကဒကမာကြီးလို့ခေါ်လိုက်လို့ရှင်ဩငါခင်သေးတယ်ခင်ရှာတယ်တွေ့တော့လည်းခေါ်ရှာသားပဲဆိုလို့ရှိရင်ဖြင့်သူကဒီခင်လုံးကိုမဖြတ်နိုင်တာနဲ့ငါအားကိုးနေတာနဲ့တရားရမှာမဟုတ်ဘူးအပန့်ကိုမပေးဘူးဆိုပြီးဒီကလာဟိုကသင်္ကန်းလိုက်ဆွဲမဲ့လုံးလေးကိုရောကခတ်တော့သွားလိမ့်မယ်အာကိုမှဆိုလို့သူ့ကိုယ်သူအာကိုမှမဖွေရမှာအခုသူတော်အာကိုနေသူသားကမြောက်ကိုနေတယ်အဲ့ဒါနဲ့သူစိတ်ထဲမှာဒါကိုလည်းသူကမြင်ပြီးသားပြတော့ခေါင်းကဘယ်ကုဏီမကတော့သူယူမိုက်တုံးပေါ့ဗျာယူမိုက်တုံးမဲ့တဲ့ခါတော့တပိတ်ကြီးပွေပြီးတဲ့ခါတော့သူသားသင်္ကန်းစာလိုက်ဆွဲဟိုကလည်းအတင်းကြွဘာလည်းမခေါ်ဘူးပြောလည်းမပြောလဲလည်းမကြည့်တော့ဘူးလဲကြည့်ရင်ကိုငဲ့တယ်ထင်အောင်မှာငဲ့တယ်ထင်ဆိုငဲ့ရင်ပြင်ကခင်းနေအောင်မှာပဲခင်းလို့ရှိရင်သူတရားထုတ်မှာမဟုတ်တရားထုတ်သူ့ဟာကိုအားကိုးမှသူရမယ်ဥစ္စာဆိုပြီးတဲ့ခါလာကိုတော်ကကုမာရကတ္တဝကလည်းမောင်ချစ်စီနောက်ကိုလှည့်မကြည့်ဘူးအတင်းတော့သွားနေတာအတင်းသွားနေတော့ဒီကအတင်းလိုက်တော့လည်းမိလိမ့်မိခင်နဲ့တော့သင်္ကန်းဆွဲမလို့တအားဆွဲတော့မောက်ရည်ကြီးလေဘယ်လောက်များဆိုးတယ်ခင်လုံးဘယ်လောက်ဆိုးတယ်ဆိုမောက်ရည်လဲအောင်ပဲခင်ရတယ်ဗျာဘယ်လောက်များဆိုးတယ်ဆိုတော့ရိပ်မိတယ်အဲ့ဒါခင်ရတဲ့ဒကမတွေကသာမိုက်တယ်ဆိုပါဘူးလားဗျာဓမ္မတွေကသာမိုက်တယ်တဲ့ခင်မိပြီဆိုလို့ရှိရင်မျက်စိယောက်ကမပြောင်းနိုင်ဟုတ်လားဒီနေ့တခါတည်းဒီသားလေးသမီးတွေခွဲရတယ်ဆိုအိုးလာပေါင်းများစွာချင်းပြီးမြထင်းလိုက်သေးတယ်မဆိုပါဘူးလေအေးဒါကြောင့်ဘုရားတို့မိမတွေဟာတဲ့မြန်သာအလုပ်လုပ်ယူလိုက်ပါနမောဒီသောဝဇ္ဇကြီးကဘယ်တော့သိနိုင်လို့သိနေပါဘူးသောဝဇ္ဇရှိလေးအပဲနဲ့နီးလေးရောက်လေးကြလေးရင်းပြီလားအေးဒါကြောင့်မိမများမှာတဲ့သိုးရတဲ့စိတ်တွေပဲရှိတော့ကြောင့်ဘယ်တော့မှစကြိုလေးမဖြစ်ရဘူးမိမအဖြစ်နဲ့စကြိုလေးမဖြစ်နိုင်ဘူးဗြဟ္မာမင်းလည်းမဖြစ်နိုင်ဘူးဖယားလည်းမဖြစ်နိုင်ဘူးကဲဒါနဲ့ချိန်လိုက်ရင်မိမသိုးတယ်ဆိုတာပေါ်လာကြဖြစ်ကိုမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်ဘုရားကိုလည်းကိုမသားရကြပဲနဲ့ကိုင်းဒီလောက်ရုံမာတယ်သိုးရတဲ့ဘဝသူများနဲ့တန်းတူဘယ်မှမဖြစ်နိုင်တဲ့ဘဝတွေကိုဖြစ်တကယ်ဒီဘဝဇတ်သိမ့်လိုက်ပါတော့မယ်ဆိုတော့နိဗ္ဗာန်ကြတယ်ဇဒန်းနဲ့သွားဖြစ်ယောက်ျားနိဗ္ဗာန်မိန်းမနိဗ္ဗာန်လို့မရှိတော့ဘူးအဲ့ဒီကြတယ်လေအတူတူပဲငြိမ်းချမ်းချမ်းသာတာကြီးဖြစ်အဲ့ဒါဖြင့်တန်းတူကျင်လို့ရှိရင်ဖြင့်ဒီဘဝမှာဖြင့်ခင်ဗျားတို့တန်းမတူနိုင်တော့ဘူးတန်းတူဖြစ်ခြင်းဒီဘဝမဖို့ရအောင်လုပ်လိုက်ရင်ဘယ်သူနဲ့ဆိုတန်းတူရင်းမိကြအခုတော့ခင်ဗျားတို့မှာရှုံးကြီးရှုံးပြီးဒီကလာအမှန်မနဲ့နာဘူးလားဘူးရရှိတယ်ခင်ဗျားတို့မျက်နှာကောင်းမရရရှိတယ်တပည့်တပင်မိုင်းတာရောငိုဝင်လာကခင်ဗျားတို့ကမလုံနိုင်တဲ့အတွက်အော်ဒါအင်နာငေါက်တာခန္ဓာခံရတာရောသိမ့်လိုက်တဲ့ဂုံညာမပြောပါနဲ့ဟမ်ဘာလို့ရင်းနေတော့ကိုငိုအောင်ပါလေရှိသေးတယ်မနစ်ကလည်းဒီလိုဝိုင်းငိုရဒါကမြေပြောလို့ပါဒါကမြေပြောလို့ပါမြေပြောလို့ပါဒါဖြင့်တရားဓမ္မတို့ခொနကဘိက္ခုနီမမှာဟတ်ထိုးကြီးလဲတဲ့ဆိုတာရိမ့်ပြီသူသားတဲခင်တာဟုတ်ဗျာတဲတဲ့အာကိုတာဟုတ်ဗျာအဲ့ဒီအာကိုတဲ့တွေ့တဲ့သူစိတ်ထဲမှာဟတ်ထိုးကြီးလဲဟတ်ထိုးကြီးလဲတဲ့အခါကြလို့ရှိရင်သူစိတ်ထဲမှာဩငါသားနဲ့နင်းမှနေစိတ်မရှိပဲငါအပြင်ကူနှပေါင်း20စိတ်
မျက်ရည်နဲ့မျက်ခွက်ဘယ်တရားမှလည်းအာမထုံနိုင်ဘူးသူ့စိတ်နဲ့ပဲချိန်ကုန်နေရတယ်အခုတွေ့ကြတော့စိတ်ကားလိုက်တယ်ဒီနေ့ကစပြီးမင်းဖြင့်အာမကိုတော့ပါဘူးသုံးပြတဲ့ချိုက်သုံးပြတဲ့ချိုက်အဲ့ဒီသုံးပြတဲ့ချိုက်ဘယ်ကုဏမှာအကြောင်းပြန်တော့တာပဲရှယ်လေးရှက်ပေါ့ဗျာခါထိုးလဲခဲ့ပေါ့ရှက်ပြီရှက်တဲ့နဲ့ဘယ်ကုဏမှာအကြောင်းရောက်တော့မောချစ်စီတိုင်မိပြီဒီနေ့တော့ဖြင့်တရားမဲ့မထဘူးကွာကိုယ့်ဟာကိုယ်အာကုမယ်ဆိုတော့မှခေါင်းကဝေဒနာတွေတရားဓမ္မတွေခန္ဓာကိုယ်မှာလှည့်ပြီးအကုန်ညာအောင်သွားတော့တာပဲအဲ့ဒီသူများအာမကိုတဲ့ညမှာရနာမှာဖြစ်တယ်ရင်းမိပြီလားကိုယ့်ဟာကိုယ်လည်းအာကိုလိုက်ပါရောရနာဖြစ်ပါရောအဲ့ဒါကြောင့်တရားဓမ္မတွေဒီဝတ္ထုပြောချင်တာကတခြားမဟုတ်ပါဘူးမိမဆိုတာဟုတ်လားအငယ်ရတဲ့ပုဂ္ဂိုလ်ချိုးစားလည်းဖြစ်တယ်မျက်စိငယ်နဲ့ကြောက်တတ်လန့်တဲ့အမျိုးစားလည်းဖြစ်တယ်ဆိုတော့သူတော်ဘာပဲအာကိုနေတာသူတော်ဘာအာကိုနေတဲ့အတွက်ဟိုဘက်ကနေမှ2ပေါင်း20အစိတ်သားကိုပဲခင်ပြီးသားအာကိုနေတဲ့အတွက်သူလူရင်းဆိုင်ကြလား။ကိုင်းတော့တောင်စိမ့်ရတာဖြစ်ရင်သူ့ကိုဖြစ်ယနေ့ကစဖြတ်ပါတော့မှကိုယ့်ဟာကိုအာကိုပါတော့မယ်ဆိုပြီးဒီကလာအာထုတ်တဲ့ညကြတော့ရဟနာမှာဖြစ်တယ်။ဒါကြောင့်တရားဓမ္မတွေလည်းတဲ့ဘုရုမအာမကိုပါနဲ့ကိုညံကိုသာကိုအာကိုပြီးဒီကလာလောက်ကြလို့ရှိရင်ဖြင့်ခင်ဗျားတို့နေကြမှာကိုကိုအာကိုရင်နော်ကိုဆိုတာကတခြားမဟုတ်ပါဘူးတကယ်အခုရှိတဲ့ခန္ဓာကိုယ်ကြီးကိုလည်းမဆိုလိုက်ပါနဲ့ဘုန်းကြီးပေးထားတဲ့မဲ့ညံကလေးရှုတတ်တဲ့ညံကလေးကိုအာကိုပါရင်းမိပြီလားကိုဆိုတာပါလိမ့်အဲ့ဒီညံကိုဆိုတဲ့နားမလဲတဲ့တကားတွေကနားမလဲတဲ့ဆရာတွေကပြောလို့ချင်းကိုအာကိုကြဆိုတာခင်ဗျားတို့လွဲလိမ့်မယ်နော်ဒီကိုကြီးကအနိစ္စကြီးဘုရုတော်အာကိုလို့ဘာသုံးကြမှာတော့ခင်ဗျာဟောကြလားကိုဆိုတော့ဒီယုံနာကြီးအာကိုလို့ဆိုတာလားခင်ဗျားတို့ရှုတဲ့ဝိပဿနာဉာဏ်မဲ့ဉာဏ်ကိုအာကိုသဘောကျအဲ့ဒါခင်ဗျားတို့ကလောကမှာလည်းခင်ဗျားတို့ပြောတဲ့ဉာဏ်နဲ့သုံးနေတာတွေလည်းလွဲတယ်နော်ကျွတ်တော့ဘယ်သူမှအာမကိုကိုအာကိုတာပဲဆိုဒီကိုကြီးယူလိုက်တယ်လွဲတယ်နော်လွဲတယ်ဒကာဓမ္မတို့ရင်းမကြကိုအာကိုလို့ဘုရားဟောတော်မူတာကအတ္တဟိဝမိမိအထုသောမဲ့ဉာဏ်ဒီပဲလေအတ္တနောမိမိနာထောကိုရာဒီမိမိအထုတဲ့ဉာဏ်ကိုမိမိအာကိုရအတ္တနာယိသုဒ္ဓံဒေနာအတ္တနာယိအရဏယဝမိမိကိုယ်ဒီနဲ့သုဒ္ဓံဒေနာမဲ့ခင်၈ပါးဖြစ်ပေါ်လာဖြင့်မဲ့ခင်၈ပါးကြီးတော့ယဉ်ကြီးတရားလေထားကြီးဖောင်ရထားကြီးဖြစ်ပေါ်လာဖြင့်ဒုံလဘံရခဲ့သောရတ္တဖို့ကိုလဘတိရနိုင်ဒီမဲ့ညာအကုမှရနိုင်ဒီဥပဒနာညာအခွင့်ရမယ်ဒါရင်နေရာဓမ္မတော့ကိုအာကိုဆိုတာဘာတော့သိကြပါဘာတော့ဥပဒနာညာမဲ့ညာပေါ့ဗျာကဲခေါင်းကဓမ္မကြီးကုမာရကတ္တဝမေတော်ကြည့်လိုက်ကုမာရကတ္တဝမေတော်ကြည့်လိုက်မင်းပြန်အာမကိုတော့ပါဝေကိုယ့်ဟာကိုတရားပဲအာကိုပါတော့မယ်ဆိုပြီးအာကိုလိုက်တဲ့ဒီနေ့ကျတော့ဘာဖြစ်ဒီမှာလည်းဒကာရမတော့သာလင်ခေမွန်းတွေအာကိုပြီးကြလားမနေပါနဲ့သာလင်ခေမွန်းကမင်းနေမကောင်းဘူးလားနေမကောင်းဒီရှိတော့ဒါပဲပြောတာပြောင်းမှမပြောင်းမှတော့သူတောင်းမနေနိုင်ဘူးဟုတ်လားဟုတ်ပါတကယ်လို့ဝေဒနာရလို့သေလောက်တဲ့ဝေဒနာရတဲ့အခါကျလို့ရှိရင်လေချုပ်ခဲ့ပါအောင်ဆိုလို့သူတတ်နိုင်မတတ်နိုင်တော့ကိုယ်ကိုယ်ထံကိုယ်လန့်ကိုယ်သေးပဲဘာများကိုရအဲ့တော့ခမည်းတော်နေကြတိုင်းကြတာအပြောနဲ့လွန်နေတာနဲ့တဲတူတယ်ဟုတ်လားအပြောနဲ့လွန်နေတာနဲ့တဲတူတယ်ဘုရားမင်းဘာကြည့်နေဘာဘူးစရာရှိသလုံးဆိုဟိုကယောက်ျားကဟုတ်ပြောလိုက်တယ်ပြောလိုက်တဲ့ခင်ဗျားတို့ရမ်းရုံအပိသက်တဲ့ခင်ဗျားတို့ပေါက်တဲ့အနာချောင်းဆိုးတာလေးတောင်ပြောအောင်မလို့ကုနိုင်ရလားကုနာလေးနာလေးကြတာပေါ့ရင်နာလေးကြတာပေါ့နောက်ကျတက်တာကြတာတခါအိုးလာတာကြီးကြတာနားလာပြန်တော့သေကန်လေးကြတော့နော်ဘုရားကသူတို့ပြောတာခင်ဗျားတို့ကယုံနေတာများခင်ဗျားတို့ယူလို့ယုံတာရင်းနေလားယူလို့ယုံတယ်ဆိုတာရင်းမကြကျုပ်ကယုံတတ်တယ်လို့လုံးမနေနဲ့ဦးခင်ဗျားတို့ကတော့ဆိုးတာရင်းနေကလားကျုပ်ကယုံတတ်တယ်လို့မလုပ်ပါနဲ့တဲ့ယုံလို့ရှိရင်ဖြင့်ယုံလို့ပဲပုံအားလိုက်တာပဲအမလေးတကာဓမ္မတွေအားလိုက်တဲ့ဖြစ်ချင်းရင်းနေကလားအလကားပြောနေကြဘုရားခင်ကိုရမေကြီးကအမေကသမီးကိုမကယ်နိုင်ပါဘူးဟုတ်ပါသမီးကတော့အမေကိုခင်မခင်မယောက်ျားကိုခင်မယောက်ျားခင်မကိုဘယ်ကအနတ္တတွေလေသူလည်းအနတ္တကို
ဘုသူကဘုသူကဲနိုင်တယ်လို့ဘုရားကဟောရလားဒါခင်ဗျားတို့လောကုချော်တာယုံတာပေါ့တဲ့ယုံပြီလားလောကုချော်တာယုံနေတာကဲဒါပြန်မတူလို့လောကုချော်တာလေးကိုနားရအောင်ဆက်ပြီးများလုံနေသေးလားမလုံတော့ပါဘူးခုတော့နည်းနည်းပါလာပြီနည်းနည်းပါလာပြီမကြီးကပါလားဟိုတကာမြစ်ကနေကြားနေပါဦးမယ်တော့ခန့်ကယုံမလားကိုတော့ဘုရုအကုသေးတော့ကိုအထုတဲ့ဥပဒနာညာတော့ဒီဃာရမတွေအားလုံးကိုယနေ့လူရင်းပြောနေတယ်ပါကိုရမှာတော့ရှိတဲ့ဥပဒနာညာကိုသာအကုကြပါဟေးမဖြစ်စေမင်းအမအကုသေးလားမကောပါဘူးကိုအကုဘောကွာရိမ့်ပြီလားကိုအကုလားအကုကိုလုံးမကိုရမယ်ဆိုတာကဒါဆိုတာကွာရိမ့်မိကြခေါင်းကကုမာရကတော့မယ်တော့မဖြစ်စေသူသားအကုနေတော့ကဘာမြတ်ကဥပဒနာညာရတယ်မဉ္ဇဉ်ဘုံညာရလားမရပါဘူးဥပိ္ပနာပဲတားရတဲ့မဉ္ဇဉ်ဘုံညာသူ့မှာပေါ်လာရလားဘာကြောင့်လို့ကွာသူသားလေးခင်ပြီးအာကုငါသားလေးလူသားမြောက်တယ်ငါသားလေးနာမည်ကြီးလာပြီဆိုပြီးအဲ့ဒီအာကုအဲ့ဒီအာကုနေတဲ့အတွက်နှစ်ပေါင်းစိတ်30သူ့မှာမျက်ရည်သာကြပြီးတရားမရဟုတ်ဘူးလားဒါယူသွားတာကံကောင်းပေါ့ဗျာခင်ဗျားတို့လည်းပြန်ယူသွားကြည့်ရင်းနေကြလားအဲ့ဒါဘုန်းကြီးတို့ဓမ္မတွေအခုဘု து အာကုကြမှာလေမိမိအာထုတ်တဲ့ဥပဒနာဉာဏ်မဲ့ဉာဏ်ကိုသာအာကုလိုက်လို့ရှိရင်ခင်ဗျားတို့အသေးဟာလည်းမလာတော့ဘူးခင်ဗျားတို့အနာရောခင်ဗျားတို့ပြိတ္တိနေမှုဆင်းရဲကြီးရောသူမှသာလည်းအုံမှုနာမှုသိမှုကိုတားနေတာခင်ဗျားတို့သားလည်းခင်မတွေကခင်သာခင်ရမင်းသာမင်းရတယ်ဘာမှမဟုတ်ဘူးဟုတ်လားသားလေးတွေများမွေးလိုက်ရတာသမီးလေးတွေများမွေးလိုက်ရတာနင်းလားလင်းနေကစားပြီးဒီကလာမွေးခဲ့ရတယ်နင်ဆိုးုံနဲ့ငယ်တော့ကတော့ဇိကောင်ပတ်ချင်သေးတယ်လာသေးတာခင်ဗျားတို့လောက်ကရင်းပြီဗလားအခုတော့အာမကုရတော့ပဲကိုဗျရင်းပြီဗလားဘုမကြီးစောင်းပြောနေတယ်အောက်မေ့မနေတော့ရင်းပြီဗလားကဲတော်ရင်ဓမ္မတို့ကိုအာကုဆိုတာပေါ်လာကြခဏရပဲကုဏီမကြီးဘုရုအာကုတော့ကိုအာကုမညာပဲအာကုတဲ့ညမှာမညာဆိုင်တယ်ပါသူတော်အာကုလည်းနှစ်ပေါင်းများစွာကြာကြတော့ကမျက်ရည်ရခဲ့ကိုကလည်းအာကုပါရောမညာလည်းရခဲတယ်ဘယ်နဲ့လောက်ကြတပည့်တော်တို့လည်းဒီလိုပဲမညာရအိုးခင်ဗျားကတကောင်ကြွကြီးပြောနေကြခုတကောင်လုံးအောင်ကြီးတယ်ပြောနေရတာသူတို့ကမထူးဘူးရတော့ခေါင်းကတကောင်မျိုးပြီးပြောရတာပဲပြောလိုက်တာရင်းနေကြလားဒကာဓမ္မတို့ဒါကြောင့်ကိုအာကိုဆိုတာဒီဒကာဓမ္မတို့ယနေ့ညတရားမှာဖြင့်ဘာတော့လို့ဆိုလို့ရှိရင်ဖြင့်ဖြစ်ပျက်ကိုသိတဲ့ဉာဏ်ကိုအာကိုပါသဘောကျအဲ့ဒါဘယ်မှာပဲဝေဒနာသုံးမျိုးပေါ်ခြင်းရပေါ်ဒကာဓမ္မတွေဉာဏ်အောက်ရအောင်သွင်းလိုက်လို့ရှိရင်ဖြင့်ဒီဉာဏ်ဒီဒကာဓမ္မတို့ဟာအိုမှုနာမှုသိမှုကိုတကယ်တမ်းတားပြီးချမ်းသာမှုကိုသာရွတ်ဆောင်ပေးတော့တယ်ဒါဖြင့်ဒီဉာဏ်အာကိုရမယ်ဆိုရရေးမိဒါဖြင့်လောက်တတ်ကြဗလားဘယ်ဝေဒနာဖြစ်ဘယ်ဝေဒနာလာဒကာဓမ္မတွေကဘာလို့ဖြစ်ပြရှိပြီညာအောက်ရောက်လို့ဖြစ်ပြရှုလိုက်ရင်ညာအောက်ရောက်ပါဘူးအဲ့တော့ဖြစ်ပြမရှုမိမှာဖြင့်ဘုန်းကြီးကသိဆိုရင်သဘောကျအဲ့ဒီဖြစ်ပြရှုဖို့ရေးဒီကားလို့ဆိုလို့ရှိရင်ခမည်းတော်ကိုအားကိုးတဲ့အရေးပဲသဘောကျဒါဖြင့်ဗျာခင်ဗျားတို့လောကီတွေဖြင့်ဘ누구ကဘာပြောမယုံကြနဲ့သားလေးတွေကလည်းလိမ့်လိမ့်မမနဲ့ကနက်ကြရနေအမေကျွန်တော်ကြည့်လိုက်ရင်ဘာမှမဘူးနဲ့ဗျာအခုတော့ကျွန်တော်ပညာတတ်အောင်ဝယ်အောင်မြဆင်အောင်ဗျာချော့လုံးဗျာနေကြတော့ကြတော့သူ့ဟာသူသွားမှာပဲဟုတ်မလားဒါခင်ဗျားတို့ကသူများသားသမီးတွေဒီလိုသွားနေတာမြင်ငါသားတော့ဟုတ်တယ်မထင်ပါဘူးဆိုတော့ခက်တယ်ခက်ဘူးလားအဲ့ဒါလည်းဓမ္မတွေသိသားတွေသမီးတွေပြောတာကိုယုံကြည်ရှိရမိမိတို့အာကိုလုံးကြီးထားတဲ့ခင်မွန်းတွေပြောတာကောတော်ကြကြလေးရှင်းပြတဲ့ဓမ္မတွေပြောတဲ့ပုဂ္ဂိုလ်ကလည်းအနတ္တမို့သူကရင်လည်းအရင်ဆုံးဖြုံရင်ဆုံးဖြုံအပြောကြရင်ဒီကအမှန်မဟုတ်လို့ပေါ့ဒါပြန်အမှန်တရားလိုက်ကြပါအမှန်တရားဆိုတော့မဂ္ဂသစ္စာမဂ္ဂကခရီးမှန်သစ္စာကမှန်တယ်မဂ္ဂကခရီးသစ္စာကမှန်ဒါဖြင့်ခရီးမှန်လမ်းမှန်ဖြင့်ခမည်းတော်မဉ္ဇဉ်မရှိမချစ်စွေခရီးမှန်လမ်းမှန်ကဖြင့်ဘာတော့မဂ္ဂပဲရှိတဲ့အခါကျတော့သူ့ကိုယ်သာညာအောက်ကိုအရောက်သွန်းလိုက်လို့ရှိရင်ဖြင့်ဘုန်းကြီးတို့ဓမ္မတွေ၌ခရီးမှန်လမ်းမှန်
ဘသူပြောတာမှမဟုတ်ဘူးသူကိုယ်တိုင်ကဆောက်မှာရင်းမိဗလားသူကလောကပါသေးရလားအဲ့တော့ဘုန်းကြီးဆိုရင်ကဒကာရမတွေကိုတဲ့ဘယ်လိုဆိုရင်လဲလို့မေးလို့ရှိရင်ဒီညာအောက်ကိုရောက်အောင်မသွန်းမိမှာပဲဆိုရင်ဝေဒနာကလည်းဖြစ်ဖြစ်တွေကတော့ပြမှာပဲပြတဲ့ချိန်တိုင်းခင်ရတော့ညာအောက်ရောက်အောင်မသွန်းမိဆိုမှပြန်ဝေဒနာကတဏှာပဲသွားတယ်တဏှာပဲသွားတော့ဥပါဒံဘောဇာတိဇရာမရဏဆိုတော့သေမင်းထိုးအပ်လိုက်ကြောက်เสียဘယ်တော့ကောင်းဒါဖြင့်ညာအောက်ရောက်အောင်သွန်းလို့ရှိရင်ဖြင့်သေမင်းထိုးအပ်သေးရလားညာအောက်ရောက်အောင်မသွန်းလို့ရှိရင်ဝေဒနာဖြစ်เสียတဏှာဝေဒနာနောက်ကညာမလာပဲနဲ့တဏှာလာအဲ့ဒီတဏှာလာပြီဆိုမှဥပါဒံဘောဇာတိဇရာမရဏဆိုတော့တဏှာကသေမင်းထိုးမအားလိုက်ဘူးလားအဲ့ဒီကြရင်ဖြင့်ဘုန်းကြီးတို့ကမတတ်နိုင်ဘူးညာအောက်ကိုသာရောက်အောင်သွန်းမယ်ဆိုရင်ဖြင့်သေမင်းလက်တွန်းကလွတ်ကင်းတယ်ဆိုတာရဲဝံသာတောင်းခံတယ်ဒါဖြင့်နေရကြပါဘုရုအာကိုမယ်ဥပဒနာညာအာကိုဘယ်သူကပြောမယုံနဲ့နော်ပြောလို့ရှိရင်တစ်ဖက်နားနဲ့သာထားလိုက်ပါခင်ဗျားတို့ထုံးစံတိုင်းပေါ့ဗျာသူကတော့ပြောချာပဲကျုပ်ကယုံကြည်ပြီးပေါ့တစ်ဖက်နားထားလိုက်တယ်ပါပဲအဲ့ဒီတစ်ဖက်နားလေးသာဒီနေရာသုံးပြစမ်းရင်းမိဗလားဒီလိုဆိုရင်ဘာကြမ်းကြရရှိသေးလဲကဲဘယ်လိုနေကြမလဲဒါဖြင့်လိမ့်လို့နေရမယ်ဘယ်ပေါက်ကလာလာခြေတော့လာလဲညာအောက်သွင်းလက်ခေါင်းအောက်သွင်းတယ်လို့ဘယ်ဝေဒနာလာလာညာအောက်ရောက်အောင်လုပ်လိုက်လို့ရှိရင်ကိစ္စပြီးပါတယ်လို့သုံးဖြစ်ချာကိစ္စပြီးတယ်လေကုမာရကတ္တဗမေတော်မှာဟုတ်လားသူ့ကိုယ်သူအာကိုပြီးညာအောက်ရောက်အောင်သွင်းလိုက်တယ်နဲ့ဘုရုမအာမခုတော့သူ့ညာလေးသူအာကိုလိုက်ပြီးဒီကလာဒီနေ့ညအာကိုလိုက်တယ်ဒီနေ့ညခီးပေါက်ကိုအာမကုတ်ရင်တော့မြေကြကဲမြေကြမလားမဲ့ရတာကြိုက်သလားမဲ့ရတာကြိုက်လို့ရှိရင်မြေကြဇက်ကိုသိမ့်ကြပါတော့ရိပ်မိကြကဲယနေ့ဒီရင်တော်ကြ